တဘာကပ်ပြားတွေကောင်းကင်ရန်ကနေပြုတ်ကျလာပြီးကဘာတဝန်းလုံးကိုလွှမ်းခြုံသွားခဲ့တယ်လူတိုင်းကတာမန်ရာလို့ပဲထင်မှတ်နေချိန်မှာကျွန်တော်ကတော့အဖိုးတန်ရတနာတွေလိုတစ်ခုချင်းစီကောက်ယူခဲ့တယ်မကြခင်မှာတွေးလုံးတွေကျလာပြီးလူသားတွေကိုစားသုံးမဲ့တွေးစာနေတဲ့ဘီလူးတွေထွက်ပေါ်လာတော့မှဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲကဘာပေါ်ကအစားတောင်းတဲ့တောက်သုံးရည်တွေအလုံးအသုံးဝင်မှုဆုံးရှုံးသွားပါတော့မယ်ကဘာပြက်ကတ်ထဲမှာအသက်ဆက်ရှင်ဖို့ဆိုရင်ကပ်ပြားတွေကနေရမယ့်ပစ္စည်းတွေနဲ့အထူးစွမ်းရည်တွေကိုပဲအမိပြပြပါတော့မယ်ပြန်လည်ဝင်စားလာသူဖြစ်တဲ့ကျွန်တော်အတွက်ကတော့ဒီနေ့ည10နှစ်နာရီမှာကပ်ပြားပထမအတုပ်ကျဆင်းမယ်ဆိုတာကိုသိနေပြီးသားဖြစ်လို့အိမ်ထဲကနေချက်ချင်းပြေးထွက်ပြီးအစားအရာရာကြိုတင်ပြင်ဆင်ခဲ့ပါတယ်အချိန်ကတိတိကျကျ10နှစ်နာရီကိုညွှန်ပြလာချိန်မှာတဲထန်တဲ့မိုးလိုရွာချလာပါတော့တယ်ပုံမှန်မိုးရေတွေမဟုတ်ပဲပိုကာကပ်ပြားရွယ်ကပ်ပြားတွေဖြစ်နေပါတယ်လမ်းမနီးပတ်ဝန်းကျင်ကဒေသခံတွေအပြင်ထွက်လာပြီးအံ့ဩငေးကြည့်နေချိန်မှာကျွန်တော်ကတော့ရွေးချယ်စစ်စစ်နေချိန်မရှိပဲကပ်ပြားမှန်သမျှကိုအိတ်ထဲအကုန်ပုံထဲပစ်ခဲ့ပါတယ်ဒါတွေဟာစိမ့်စီတဲ့ပတ်ဝန်းကျင်မှာရှင်တန်နိုင်စွမ်းကိုအမြင့်ဆုံးတင်မြောက်ပေးမဲ့မဟာဗျူဟာမြောက်အရင်းမြစ်တွေဖြစ်ပါတယ်အဲ့ဒီအချိန်မှာကောင်းကင်ကပြုတ်ကျလာတဲ့ကပ်ပြားတွေထဲကအယောင်ဆုံးလင်းစွာတလက်လက်တောက်နေတဲ့ကပ်ပြားတစ်ချက်ကိုမြင်လိုက်ရပါတယ်ဒဏ္ဍာရီလာရောင်ဆုံးကပ်ပြားပါပဲကျွန်တော်တွေးမြူချကအဲ့ဒီစီအပြေးလွှားခုံဝင်ပြီးလက်ဖွားတဲ့တင်းတင်းဆုပ်ကင်လိုက်ပါတယ်တနာရီကြာအောင်မိုးရွာပြီးနောက်တိတ်ဆွသွားခဲ့ပြီးတောင်တက်အိတ်73အိတ်စာကပ်ပြားတွေကိုပြစ်ကျက်နေအောင်ကောက်ယူနိုင်ခဲ့ပါပြီပြစ်ကတ်ကားထဲမှာပုံဖောင်းဖောင်းဖြစ်နေတဲ့အိတ်တွေကိုမြင်ရတာရင်ခုန်စရာပါပဲလူတွေပုံများလာပြီးကပ်ပြားလိုက်ကောက်နေကြပြီဖြစ်လို့သူများမျက်စိနောက်မှာဆိုလို့လူစီကားတဲ့နေရာကနေထွက်ခွာပြီးကြိုတင်သတ်မှတ်ထားတဲ့ဟိုတယ်ကိုဥတီသွားလိုက်ပါတယ်ကပ်ပြားတွေကကဘာပြက်ကြမှာအစွမ်းပြမှာဖြစ်လို့မနှက်ဖြန်မိုးလင်းတာကိုပဲစောင့်ရင်းကတင်ပေါ်လဲကအိတ်ရဝင်လိုက်ပါတယ်နောက်တနေ့မနက်၈နာရီမှာကောင်းကင်ကြီးညို့မိုင်းမဲမှောင်သွားပြီးသွေးလုံးတွေတောင်းတဲ့ချီကျဆင်းလာကသွေးဆက်ရွှဲနေတဲ့လူပုံတရံတက်ရှိတွေကအနည်းဆုံးလူတွေကိုတိုက်ခိုက်ကြပါတော့တယ်ကျွန်တော်ကတော့သတင်းပေါက်လိုက်ကကိုအေးအေးဆေးဆေးချလိုက်ပါတယ်ကဘာပြက်ကတ်မှာ9နှစ်တိုင်ရှင်တန်ခဲ့ဘူးတဲ့ကျွန်တော်အတွက်ကတော့ဒါဟာအစပြိုးယုံတာရှိပါသေးတယ်ရောင်စုံကပ်ပြား2ချက်ထုတ်ယူပြီးတစ်ချက်ကိုလှန်လိုက်တဲ့အခါစူပါကူစားနိုင်စွမ်းကိုခန္ဓာဆိုတဲ့တကိုးစွမ်းရည်ကိုတွေ့ရပါတယ်ဒဏ်ရာတွေကိုအချဒိန်တို့အတွင်းအမြန်ဆုံးပျောက်ကင်းစေနိုင်ပါတယ်ကပ်ပြားကိုဆွဲပြစ်လိုက်တာနဲ့အပူရှိန်တွေကိုခန္ဓာထဲပြန့်နှံ့သွားပြီးနှုတ်ခမ်းကိုအတာတွန့်ကအပြုံးစင်လိုက်ပါတယ်မစိုးဘူးပဲဒုတိယမြောက်ဒဏ္ဍာရီလာကပ်ပြားကိုဆက်လန်လိုက်ပါတယ်အဲ့ဒါကတော့ပေ200ကျဲပြီးဟိုက်ဒရိုဂျင်ဘုံတိုက်ခိုက်မှုကိုပါခံနိုင်ရရှိတဲ့လုံခြုံစိတ်ချရတဲ့အင်ငယ်လေးဖြစ်ပါတယ်ဒါပေမဲ့ရွှေ့ပြောင်းလို့မရတာကသူ့ရဲ့ကြီးမားတဲ့အားနည်းချက်ဖြစ်ပြီးလက်ရှိမှာတနေရာတဲ့အမြဲနေဖို့အစီအစဉ်မရှိသေးလို့အပြားကိုကိုနဲ့မကွာတင်ထားလိုက်ပါတယ်ဆက်ပြီးရွှေကပ်ပြား30ချက်ထုတ်ယူလိုက်ရာစူပါခွန်အားနဲ့တိုက်ခိုက်ရေးသမားစတဲ့ထိတ်တန်းစွမ်းရည်တွေကြီးပါပဲရုတ်တရက်အခန်းတကားအတင်းဝင်တိုက်ခံရပြီးအဝတ်စုပ်ပြဲနေတဲ့အမျိုးသမီးလဲကျလာပါတယ်နောက်မှာတော့သွေးဆက်ကောင်3ကောင်ကအော်ဟစ်ကကူညီပါဦးဆိုပြီးဝင်လာကြပါတယ်ကျွန်တော်လျှောက်သွားပြီးလက်တီး3ချက်နဲ့ရှင်းထုတ်ပစ်လိုက်ပါတယ်အမျိုးသမီးကကြောက်လန့်တကြားနဲ့မြင်တက်နေပြီးအတော်ကြာမှကျေးဇူးတင်ကြောင်းပြောလာပါတယ်သူမကိုကြည့်လိုက်တော့လင်းဝန့်အားတိုက်ဆိုင်လိုက်တာကဘာပြက်ကတ်ပထမရက်မှာတင်သူမနဲ့ဆုံရလိမ့်မယ်လို့မထင်ထားမိပါဘူးတကယ်တော့လင်းဝန့်အားကတစ်ချိန်ကကျွန်တော်အသက်ကိုကယ်တင်ခဲ့ဘူးသူပါအတိတ်ဘဝကသူမရဲ့အကူအညီကြောင့်တမယိုးကျအသက်ဆက်ရှင်ခဲ့ရတာဖြစ်ပြီးနောက်ပိုင်းရက်ွက်ကြီးတွေးစာသူတွေတိုက်ခိုက်ခံရချိန်မှာအဆက်အသွယ်ပြတ်သွားခဲ့တာပါလင်းဝမ်အားကအန်အော်တကြီးနဲ့ကျွန်တော်ကိုတီတလားလို့မေးလာပါတယ်ကျွန်တော်တီတာပေါ့ဗျာသူမရဲ့တင်းမာမှုတွေလည်းရော့ကျသွားပြီးဒါဘာတွေလဲလို့မေးလာပါတယ်ကျွန်တော်အချင်းချုပ်ရှင်းပြပြီးနောက်စကားလမ်းကြောင်းလွှဲလိုက်ပါတယ်တောင်တက်အိတ်ပုံကြီးကိုထိုးပြပြီးကပ်ပြားတွေတယောက်တည်းခွဲနေရင်အချိန်တွေအလကားကုန်မှဖြစ်လို့လူအင်အားလိုအပ်နေတဲ့ကျွန်တော်ဘက်ကနေအဖော်လုပ်ပြီးကပ်ပြားခွဲပေးဖို့ပြောလိုက်ပါတယ်ကျွန်တော်ကလုံခြုံရေးနဲ့နေစီဘဝလိုအပ်ချက်တွေကိုတာဝန်ယူကာကွယ်ပေးမှာပါအပြင်ဘက်မှာဘီလူးတွေရှုပ်ထွေးနေချိန်မှာဒီလူသားကတစုံတရာကိုကြိုးတိနေပုံရတာကိုသဘောပေါက်သွားပြီးသူမလည်းတုံဆိုင်မနေပဲခေါင်းညှိပြလိုက်ပါတယ်အဲ့ဒီနောက်လင်းဝန့်အားလည်းတောင်တက်အိတ်ကြီးကိုဖွင့်ပြီးကပ်ပြားတွေကိုစတင်ထုတ်ယူပါတော့တယ်ကျွန်တော်ရဲ့တင်ပေးမှုကြောင့်လင်းဝန့်အားလည်းကပ်ပြားတွေကိုဘယ်လိုခွဲခြားရမယ်ဆိုတာသိသွားပြီးရေဘူးတဘူးကိုကောက်ကင်ကထူးဆန်းလိုက်တာဒီရေကတောက်လိုက်တာတောင်ရေငက်တာမပြေပါလားအစားတောင်းတဲ့ရေတွေအလုံးသုံးမဝင်တော့ဘူးလားလို့ပြောနေပါတော့တယ်ကျွန်တော်လည်းကတင်ပေါ်ကအမျိုးအစားခွဲပြီးသားကပ်ပြားတွေကိုထိုးပြပြီးကပ်ပြားတွေကရေကပ်ပြားကိုရှာပြီးဆွဲပြစ်လိုက်ရုံပဲလို့ပြောလိုက်ပါတယ်လင်းဝန့်အားရေကပ်ပြားကိုဆွဲပြစ်လိုက်တာနဲ့လက်ထဲမှာရေဘူးတေးသေးလေးပေါ့လာပါတော့တယ်အန်အော်တကြီးနဲ့တစ်ချက်တည်းမောတောက်ချလိုက်ပြီးဗဆက်တုတ်ကဆက်လက်လုတ်ကင်ပါတော့တယ်နေ့လယ်10နာရီမှာလူသားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပြီးသူတို့ရဲ့နောက်မှာလက်နက်ကင်ဆယ်ကျော်တက်တွေပါလာပါတယ်အနီးနားကသွေးဆက်ကောင်တွေကလူတွေလှုပ်ရှားတာမြင်တာနဲ့အုပ်စုလိုက်ဝင်လာကြပါတယ်ဒါပေမဲ့ဒီအဖွဲ့ရဲ့တိုက်ခိုက်နိုင်စွမ်းကမစိုးပါဘူးသွေးဆက်ကောင်အနီးတောင်မကက်လိုက်ရပဲအပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရပါတယ်လင်းဝမ်အားလည်းပြတင်းပေါက်နားကနေရက်ကြည့်ရင်အားတိတ်တော်တာပဲကဲကြပါဦးလို့အော်လိုက်မိပါတယ်ကျွန်တော်မျက်ခုံးပင်သွားပြီးဒီလိုလှုပ်လိုက်ရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာတွေးတောင်မတွေးလိုက်မိတော့ပါဘူးအဖွဲ့ရဲ့အကြည့်တွေကကျွန်တော်တို့စီစုပြုံရောက်ရှိလာပါပြီအဖွဲ့သားတွေဟိုတယ်အခမ်းမှာထဲရောက်လာကြပါတယ်ဇိုးဝမ်ဆိုသူကလင်းဝမ်အားကိုမြင်တော့မင်းသမီးလေးပါလားဒီကဘာပြက်ထဲဘာလာလောက်တာလဲလို့မိတ်ဆက်လာပါတယ်လင်းဝမ်အားကယဉ်ကျေးစွာပဲဘယ်သွားမလို့လဲလို့မေးတော့ဇိုးဝမ်ကသွေးဆက်ကောင်တွေတက်ပြီးကပ်ပြားယူမလို့လေကန်ကောင်းလို့အပြာရောင်စွမ်းရည်ကပ်ပြားထွက်လာရင်ရှင်တန်နိုင်ခြေပူများတာပေါ့လင်းမစ်လေးလည်းအတူလိုက်ခဲ့ပါလားငါတို့အင်အားကြီးတယ်လို့ပြောပါတယ်လင်းဝမ်အားကမလို့ပါဘူးကျွန်တော်တို့ဘာသာကာကွယ်နိုင်ပါတယ်လို့ညင်းလိုက်ပါတယ်ဇိုးဝမ်မျက်ခုံးပင်သွားပြီးညီလေးခဏဆောက်မင်းညကမင်းမာကပ်ပြားတွေပါလာတယ်ဆိုလို့လှည့်မေးလာပါတယ်ကျွန်တော်ဝစ်စားတဲ့ကငွေရောင်ကပ်ပြားတဒါစင်ကျော်ထုတ်ပြလိုက်ရာလူတွေရဲ့မျက်လုံးတွေပြူးကျသွားကြပါတယ်တေနာကောင်းဒါငွေကြီးအိတ်ကြီးပါလားဇိုးဝမ်လည်းမျက်နှာပြောင်းသွားပြီးလောဘဇောနဲ့မင်းတယောက်တည်းဒါရီငင်ထားပြီးအတုံးမချတဲ့ရင်ငါတို့တင်ဆက်ပေးမယ်လို့ပြောလာပါတယ်ကျွန်တော်လည်းခေါင်းညှိပြပြီးဒီငွေရောင်ကပ်ပြားတွေငါဘာလို့ကိုပေါ်ဆောင်ထားပြီးကိုယ်တိုင်မတုံးတာလဲစဉ်းစားကြည့်ပါဦးလို့ဆိုလိုက်ပါတယ်ဇိုးဝမ်တွေဝေသွားပြီးမင်းဆိုလိုတာက
လို့မေးလာချိန်မှာမင်းတို့တေတော့မှလို့ပြောတာပဲလို့အေးဆက်ဆက်ဖြေလိုက်ပါတယ်ဇိုးဝံစကားမဆုံးခင်မှာပဲမျက်စိစုံမိတ်သွားပြီးတတိလစ်ကမြေပြင်ပေါ်လဲကျသွားပါတော့တယ်ဒီလူငယ်လေးကအချက်တစ်ချက်ထဲနဲ့ဇိုးဝံကိုခြေမုံလိုက်တာပါငွေရောင်စွမ်းရည်ပိုင်ဆိုင်သူတောင်ခုခံချိန်မရလိုက်ပါဘူးဆက်ပြီးရွှေကပ်ပြားတစ်ချက်ဆွဲဖြက်လိုက်ရလက်ထဲမှာဓာမဲကြီးပေါ်လာပါတယ်မင်းတို့အလှဲ့ပဲဒီဓာဆွမ်းအားစမ်းကြည့်ရတာပေါ့လို့ဆိုလိုက်ပါတယ်ခဏနေပါငါတို့မင်းနဲ့မရန်လိုချင်ဘူးအခုထွက်သွားပါမယ်လို့လူတွေတောင်းပန်ကြပေမဲ့နောက်ကျသွားပြီလူပြောကဓာနဲ့ဝင်ရောက်ရှင်းလင်းပစ်လိုက်ပါတယ်အဖွဲ့သားတွေအားလုံးခုခံနိုင်စွမ်းမရှိတော့တဲ့အထိ2မိနစ်တောင်မပြည့်လိုက်ပါဘူးလင်းဝံအားလည်းရှေ့ကရှုပ်ပွားနေတဲ့မြင်ကွင်းကိုကြည့်ရင်ဒူးထောက်ကအော့အန်ကျင်လာပါတယ်ငြိမ်နေတဲ့ဒီလူရဲ့တိုက်ခိုက်မှုကဒီလောက်ပြတ်သားလိမ့်မယ်လို့သူမထင်မထားမိပါဘူးအန်နာရီပြီးရင်ကွင်းပြင်ကိုတန်ရှင်းရေးလုပ်ပြီးသူတို့ကပ်ပြားတွေတင်ခဲ့လို့ကျွန်တော်ပြောလိုက်ပါတယ်10မိနစ်လောက်ကြာမှလင်းဝံအားလည်းကပ်ပြားဒါဇင်နဲ့ချီကင်ပြီးပြန်ရောက်လာပါတော့တယ်လင်းဝံအားတုံရင်နေတဲ့လက်နဲ့ကပ်ပြားတွေထည့်ပေးနေတော့ကျွန်တော်ပြုံးပြလိုက်ပါတယ်ဆက်လို့စငါတက်ချင်ရင်ပထမတည်းကမင်းနဲ့ပါအကုန်ခုတ်သက်ပြီးသားပေါ်ပါပဲဖြစ်ဖြစ်ကဘာပြက်ကက်ကအခုမှစတာဆိုတော့အများစုလက်ခံနိုင်ဖို့ခက်ခဲသေးတယ်လို့ပြောလိုက်ပါတယ်နာယီအနေငယ်အတွင်းလူသားအဖွဲ့အချို့ထပ်ဖြတ်သွားကြပေမဲ့ရှေ့ကတင်ကန်းစာကြောင့်လင်းဝံအားလည်းအတော်လေးတော်လာပါတယ်ညနေဆောင်ချိန်မှာအဝေးကသွေးဆက်ကောင်တွေရဲ့ဟိန်းဟောက်တန်ထွက်လာပါပြီမိုးချုပ်တော့မဲ့လှုပ်ရှားချိန်ရောက်ပြီးလို့ဆိုကငွေရောင်ကပ်ပြား9ချက်လင်းဝံအားဘက်ဖြစ်ပေးလိုက်ပါတယ်လင်းဝံအားနားမလဲစွာနဲ့ဘာလို့ခိုင်းမလို့လဲလို့မေးလာပါတယ်ငွေရောင်ကပ်ပြားတွေကိုပြန်လည်ကြည့်လိုက်ရ9ချက်လုံးအားဖြည့်စွမ်းရည်တွေဖြစ်နေတာတွေ့ရပါတယ်ငါ့ကိုဒီလောက်ကြာအောင်အလုပ်ခိုင်းတာတကယ်တော့အတုံးချစရာကိရိယာတစ်ခုဖြစ်အောင်ပြုထောင်ပေးခြင်းလို့ပေါ့လို့လင်းဝံအားမေးလာပါတယ်ကျွန်တော်ရေမောလိုက်ပြီးမင်းမသိသေးပါဘူးကိရိယာတွေမှာပိုကောင်းတာပေါ့ကိုဘေးနာကလူကိုကြီးမားတဲ့အကျိုးဖြစ်စေတယ်လို့ကိုယ်တိုင်လည်းကာကွယ်နိုင်တယ်တခြားအဖွဲ့ဖမ်းသွားရင်တော့တက်ဖြစ်ဖို့မဝင်ဘူးအဲ့ဒါမှမဟုတ်ဘူးဆိုရင်တိုက်ခိုက်ရေးဘက်ကစွမ်းရည်ပြန်ရှာပြီးသွေးဆက်ကောင်တွေနဲ့လက်ချင်းရှက်တိုက်ခိုက်ခိုင်းရမလားလို့ဆိုလိုက်ပါတယ်လင်းဝံအားလည်းအဲ့ဒီစကားကြားတာနဲ့ခေါင်းကိုအခါခါရမ်းပြလိုက်ပါတော့တဲပုတ်စော်နံနဲ့အနံ့အသက်တွေကိုမနစ်မြို့တက်တဲ့သူမအတွက်လုံးဝလက်ခံစရာမရှိလို့ပါပဲကရင်ဘော်ကကတ်တွေကိုကြည့်ရင်ငါတို့အပြင်ထွက်ရင်ဒီကတ်တွေဘလို့လုံးမှလဲလို့လင်းဝံကမေးတယ်ကျွန်တော်ကရွှေကတ်တကတ်ကိုခါရမ်းပြီးကားထဲပြောင်းထည့်ရုံပဲလို့ပြောကကြောဖို့အိတ်စေကြောကိုဟိုတယ်တကားဝစီပြောင်းလိုက်တဲ့ကားအတွက်ရွှေကတ်ကိုရှီလွင့်ပစ်လိုက်တော့ကားကြီးရုတ်တရက်ပေါ်လာတဲ့ကားထဲမှာမီးရောင်တွေတောက်ပနေပြီးလင်းဝံကကတ်တွေကိုဆက်အမျိုးစားခွဲနေတယ်ငါတို့ဘယ်ကိုသွားမှလဲဒီလောက်ကတ်တွေရှိတာတစ်နှစ်လောက်သုံးဖို့တောင်းလုံလောက်နေပြီးအနေယူစရာမလိုတော့ဘူးခိုးအောင်နေတာကအကောင်းဆုံးပဲလို့လင်းဝံကဆိုတယ်ကျွန်တော်ကခိုးအောင်နေုံနဲ့အရင်မြစ်ကုန်ပြီးတရားမှတေးချတယ်ရေရှိရှင်တန်ချင်းရင်ပစ္စည်းတွေတက်တက်ကြွကြွရှာပြီးကိုလက်နက်ကောင်းကောင်းတက်ဆင်ထားရမယ်ငါဘာလို့ညဘက်လှုပ်ရှားရတယ်ဆိုတာမင်းသိလားလင်းဝံကခေါင်းခါတယ်ကျွန်တော်ကညဘက်ဆိုတွေးဖုတ်ကောင်တွေပူချမ်းတယ်ကက်အရေးတွေးပူမြင့်နေပြီးတော့ဘီလူအစ်စ်တစ်မျိုးပေါ်လာတယ်ဘီလူအစ်စ်အဲ့ဒါဘာလဲလင်းဝံရင်ထဲမှာထိတ်လန့်စိတ်တွေဖြစ်လာတယ်ညမကောင်းဆိုးအရှိန်ပြင်းတဲ့အားကောင်းတဲ့ကာကွယ်နိုင်စွမ်းမြင့်တဲ့မျက်စိမမြင်တာကလွဲရင်တခြားကုန်ရည်အားလုံးအပြည့်နီးပါပဲလင်းဝံကြားပြီးတော့တကိုယ်လုံးချိန်ဆဲလိုက်တယ်ဒီလောက်ကြောက်စရာကောင်းရင်ဘာလို့ဒုက္ခရှာနေရတာလဲအနေရများရင်အမျက်များတယ်ညမကောင်းဆိုးအညံ့ဆုံးတောင်ငွေကက်ကြတယ်ကံကောင်းရင်ရွှေကက်ရွယ်ဒီကတောင်ကြနိုင်တယ်ဒါပေမဲ့လူဆယ်ကျော်ပါတဲ့လက်နက်အပြည့်အစုံတက်ဖွဲ့တောင်မနိုင်ဘူးဆိုညမကောင်းဆိုးကတော်တယ်ဒါပေမဲ့ငါလည်းအားနေတာမဟုတ်ဘူးရောက်တော့မယ်မင်းကားထဲမှာပုံနေပြီးအလင်းဆက်ကွင်းဖွင့်ထားရုံပဲအဲ့ဒီအချိန်အိမ်ရဝန်းထဲမီးရောင်တွေမိတ်တုံလင်းနေပြီးကွက်လက်ထဲမှာတွေးကျင်သည့်အကောင်ကြီးဒါစင်ကျော်ကအသေးကောင်တွေကိုကိုက်ဖက်စားနေကြတယ်ရုတ်တရက်အေယာမတတဝါကြီးတကောင်ဝတ်နေတာကိုတွေးလိုက်ရတယ်2မီတာ3မီတာလောက်ရှိပြီး950ပိတာကျော်တယ်လင်းဝံကပါဆက်ကိုလက်နဲ့ပိတ်ပြီးအံ့အားတင်သွားတယ်ဒီအကောင်မျိုးကိုလူသားတွေဘလို့အနိုင်ယူနိုင်မယ်ဆိုတာသူမစိတ်ကူးမရဘူးကျွန်တော်ကကားမီမိတ်တော့ဆွဲနှုတ်ပြီးဓာတ်နက်ကိုကင်ကဆင်းလိုက်တယ်ညမကောင်းဆိုးကိုဖြည့်ရှင်းဖို့နီးလန်းတွေအများကြီးရှိတယ်အလွယ်ဆုံးကဆန်လိုက်ပါနဲ့အဝေးကနေခေါင်းကိုပြစ်ဖြည့်ရှင်းတာပဲဒါပေမဲ့ကိုတိုက်ခိုက်ရေးစွမ်းအားကိုစမ်းကြည့်ခြင်းနဲ့အနီးကပ်သက်ဖြတ်ရင်အဝေးကနေတက်တာထက်ဆုလက်ပိုကောင်းတယ်ဒါဟာအရင်ဘဝကတိတိကျကျစမ်းသပ်မှုတွေရဲ့ရလဒ်ဖြစ်တယ်အကွာဝေးမီတာ20လောက်ရှိတုန်းတွေးကျင်သေးတွေကအနက်ရပြီးအစာတွေကိုပစ်ထားကဟိန်းဟောက်ခုံအုပ်လာကြတယ်ကျွန်တော်တည်ငြိမ်စွာဓာတ်ဖြတ်လျက်ခုတ်ချလိုက်တယ်နောက်တစ်ချက်ထပ်ခုတ်တော့နောက်ထပ်9ကောင်လဲကျသွားတယ်တွေးကျင်သေးအကောင်20ကျော်ကိုခြေတလန်းမှမထိလိုက်ရပဲအကုန်တက်ပစ်လိုက်တယ်ညမကောင်းဆိုးကခန္ဓာကိုယ်ကိုတဖြည်းဖြည်းလှည့်ပြီးကျွန်တော်ကိုမျက်နှာမူလာတယ်သူကတွေးကျင်သေးတွေထက်ညံရင်နေရှိတယ်မျက်စိရှိကလူသားဟာအာကောင်ပြီးသတိထားရမယ်ဆိုတာသူ့ဗီဇကပြောပြနေတယ်ကျွန်တော်ကဓာတ်ပေါ်ကသွေးတွေကိုခါရမ်းပြီးဥစွာခြေတလန်းတိုးလိုက်တယ်ညမကောင်းဆိုးလည်းလှုပ်ရှားလာတယ်နှစ်ပေရှိတဲ့ခြေသေးတွေကိုအသေးတန်လွှဲရန်တိုက်ခိုက်လာတယ်ကျွန်တော်ကရှော့ကွက်နဲ့ညမကောင်းဆိုးဝမ်းပိုက်အောက်ဝင်ပြီးဓာတ်နက်ကိုအပေါ်ထိုးတင်လိုက်တယ်ညမကောင်းဆိုးခန္ဓာကိုယ်ထိုးဖောက်ခံရပြီးမြေပြင်ပေါ်လဲကျသွားတယ်ဒါပေမဲ့မတည်သေးပဲပြန်ထားဖို့ရုန်းကန်နေတယ်ကျွန်တော်ချက်ချင်းအတင်းဝင်ပြီးအပိသက်ထိုးချက်နဲ့တက်ပစ်လိုက်တယ်မကြခင်မှာပဲပစ္စည်းတွေထွက်လာတဲ့အဖြူကက်9ကက်အစိမ်းကက်4ကက်အပြာကက်2ကက်ငွေကက်3ကက်စိတ်ပြက်စရာကောင်းတယ်ကျွန်တော်မကျေနပ်ဘူးဒါပေမဲ့အခုမှ9နာရီပဲရှိသေးတယ်ကားမောင်းရှေ့ဆက်လာတယ်ရုတ်တရက် break အုပ်လိုက်တယ်လင်းဝံကအမြန်ပြေးလာပြီးကားပြတင်းပေါက်ကနေမြင်လိုက်ရတဲ့10မီတာ200กว่าမှာ9မီတာ6မီတာလောက်မြင့်တဲ့တွေးစွန်းနေတဲ့အေယာမနှလုံးကြီးတစ်လုံးခုန်နေတယ်ဘေးပတ်လည်မှာတွေးကျင်တဲ့အကောင်ရေရကျော်ဥတီယာမဲလျှောက်သွားနေတယ်လင်းဝံကပါဆက်ကိုလက်နဲ့ပိတ်ပြီးမျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေပြည့်နှက်နေတယ်အဲ့ဒါဘာလဲလင်းဝံကရေခဲသွားပြီးမင်းအဲ့ဒီအကောင်ကိုဘယ်လိုဖြေရှင်းမှလဲဘာလို့လောနေတာလဲကျွန်တော်ကကားမောင်းခုံမှာထိုင်ပြီးအဝေးကနေစူးစမ်းကြည့်နေတယ်
မူလအစီအစဉ်ကအရှိဘက်တစ်လျှောက်မောင်းပြီးဟိုင်ချမ်းမြို့ကတငယ်ချင်းစီသွားဖို့ပါဒါပေမဲ့လမ်းစုံမှာဒီလိုအသွင်ပြောင်းတော့မဲ့အေယာမသွေးနှလုံးကြီးကိုတွေ့တော့မသွားကျင်တော့ဘူးအသွင်ပြောင်းပြီးတဲ့နောက်သွေးနှလုံးရဲ့ကတ်ထွက်နှုန်းကတာမန်ထက်10ဆပိုမြင့်နေဒါပေမဲ့ပြဿနာကသွေးနှလုံးအသွင်ပြောင်းတာကိုဘယ်လောက်ကြာစောင့်ရမလဲမသိတာပဲအချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားတယ်နာရီပေါင်းများစွာကြာသွားတော့မူလကထိုင်းမိုင်းနေတဲ့သွေးချင်းသေးတွေဟာရုတ်တရက်တစ်ခုခုကိုတွေ့သွားသလိုနဲ့လမ်းစုံညာဘက်ကိုဟိန်းဟောက်ခွန်အုပ်သွားကြတယ်နောက်တစ်စက္ကန့်မှာတော့စက်တိုက်တဲထန်စွာတနက်တန်တွေထွက်ပေါ်လာပြီးသွေးချင်းသေးတွေအဆုတ်ပြတ်သားပစ်ချခံလိုက်ရတယ်ကျွန်တော်စစ်သုံးမှန်ပြောင်းနေကြည့်လိုက်တော့လူသားတစ်ဖွဲ့တွေ့လိုက်ရတယ်အားလုံးအပြာရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားပြီးတနက်တွေကင်ထားတယ်လင်းဝမ်ကတိုးတိုးလေးမေးတယ်သွေးနှလုံးကိုသူတို့လူသွားမှလားဒီလောက်မလွယ်ဘူးအခုလူသားတွေရဲ့အားဖြည့်မှုအဆင့်နဲ့အဆင့်မြင့်သွေးနှလုံးကိုမထိခိုက်နိုင်ဘူးအထူးသဖြင့်ဒီလိုအသွင်ပြောင်းတော့မဲ့အနက်ရောင်နှလုံးဆိုမိုက်မဲစွာတိုက်ခိုက်ရင်ဆူဆူရွရွတည်ကြလိမ့်မယ်ခေါင်းဆောင်ကဝန်ဖုန်းနဲ့သူကရိုင်ဖယ်ကိုထမ်းပြီးသွေးနှလုံးရှေ့ရောက်လာတယ်ဒါငါမြင်ဘူးသမျှအကြီးဆုံးသွေးနှလုံးပဲတက်ရင်ကက်ကောင်းတွေအများကြီးကြမှာအဖွဲ့သားတစ်ယောက်ကအကိုဝန်ကြီးကက်တွေတိတ်မကြံတော့ဘူးကြီးရွေချွေသုံးရမယ်ဒါသုံးမယ်ဆိုပြီးဝန်ဖုန်းကအစိမ့်ကက်တဒါစင်ကြော်ထုတ်လိုက်တယ်လင်းဝမ်ကသူတို့မီးလောင်ပုံးနဲ့သွေးနှလုံးကိုမီးရှို့ရင်ရမှာလားတာမန်သွေးနှလုံးဆိုရတယ်ဒါပေမဲ့ဒိုင်းနမိုက်တောင်မှအာနီတင်ထက်ဝဲရောသွားလိမ့်မယ်ဒီလူတွေဒီမှာပဲတေကြလိမ့်မယ်ဝန်ဖုန်းတို့ကသွေးနှလုံးဘေးမှာမီးလောင်ပုံးအောင်ရကြော်ချထားပြီးတနက်နဲ့ပစ်ဖောက်ခွဲလိုက်တဲ့အေယာမမီလုံးကြီးသွေးနှလုံးကိုဝါမျိုးသွားတယ်ဒါပေမဲ့အဖွဲ့သားတစ်ယောက်ကအကိုဝန်မီးလောင်ပုံးတွေကသူ့ကိုတိတ်မထိခိုက်ဘူးအပြင်ခွန်တလွာပဲမီးကျွမ်းသွားတယ်လို့အော်ပြောလိုက်တယ်ဝန်ဖုန်းကြည့်လိုက်တော့တကယ်ပဲသွေးနှလုံးကအပြင်းလွှာတစ်ခုပဲမဲကျွမ်းသွားတယ်ဒီလောက်ထူတဲ့ခွန်ပဲလားရုတ်တရက်အဖွဲ့သားတစ်ယောက်ကစက်ဝိုင်းပုံစက်ကိုကြည့်ပြီးအော်တယ်မကောင်းဘူးသွေးချင်းသေးတွေအများကြီးငါတို့ဝိုင်းပိတ်ခံလိုက်ရပြီလမ်းဆောင်ကနေသွေးချင်းသေးထောင်ချီပေါ်လာတဲ့သွေးနှလုံးရဲ့အော်တန်ကိုကြားတဲ့သွေးချင်းသေးတွေကဘရင်ကိုကယ်ဖို့လာတဲ့စစ်တပ်လူတဟုန်ထိုးခုန်အုပ်လာကြတယ်ဝန်ဖုန်းတို့ပြစ်ခတ်ကြတယ်ကြီးစံတွေမိုးလိုရွာပြီးသွေးချင်းသေးတွေအလုံးလိုက်လဲကြတယ်ကြီးအိမ်လဲနေတော့အဖွဲ့သားတစ်ယောက်သွေးချင်းသေးဆွဲခေါ်ခံရပြီးခဏအတွင်းအပိုင်းပိုင်းကိုက်ဖက်ခံလိုက်ရတဲ့ကျန်တဲ့6ယောက်မျက်နှာတွေပြောင်းလဲသွားတယ်နောက်လိုက်ပြီးဖောက်ထွက်ကြဝန်ဖုန်းကငွေကက်တကက်ဆွဲဖြတ်ပြီးစာမူရိုင်းသားကိုဝေယန်းကသွေးချင်းသေး9ကောင်10ကောင်ကိုခုတ်ပိုင်းပစ်လိုက်တယ်သူတို့သွေးချင်းသေးအုပ်ထဲကနေတိုက်ထွက်လာကြတယ်ဒါကိုမြင်နေရတဲ့ကျွန်တော်ရဲလို့မရငိုလို့မရဖြစ်နေတယ်လမ်းစုံမှာလမ်းလေးလမ်းရှိပြီးဘာလို့ငါတို့ဘက်ကိုပဲလာကြတာလဲသူတို့ငါတို့ကိုတွေ့သွားပြီးလင်းဝမ်ကစိုးရိမ်စွာပြောတယ်ကက်တွေဝတ်ထားဧည့်သည်တွေကြိုဖို့ပြင်ဆင်လို့ကျွန်တော်ကအေးဆေးပြောလိုက်တယ်ဝန်ဖုန်းတို့ရက်ကားကိုတွေ့တော့စိတ်လှုပ်ရှားသွားတယ်တကားဖွင့်ငါတို့ကိုကူညီပါကျွန်တော်ကလင်းဝမ်ကိုတကားဖွင့်ခိုင်းလိုက်တဲ့6ယောက်ကိုတစ်ထည့်တက်လာတဲ့တော့ကသွေးချင်းသေးတရားစင်ကြောကိုတိုက်ထုတ်ပြီးစန့်ကျင်ဘက်ကိုမောင်းထွက်သွားတယ်ဝန်ဖုန်းကကြဲလောင်စွာရေမောပြီးလင်းဝမ်ကိုတစ်ချက်ကြည့်ကဟာမင်းကလင်းဝမ်ပဲတငယ်ချင်းမင်းကန်ကောင်းတဲ့ကားရထားတယ်အ ਨੇ ဆုံးရွှေကက်ဖြစ်ရမယ်တကယ်ကောင်းတဲ့ကျေးဇူးတင်ပါတယ်ကောင်းတာကိုအဆုံးထိလုပ်ပေးဒီရွာကားကိုလည်းငါတို့ကိုပေးသွားပါလားလင်းဝမ်ဒေါသတကြီးနင်တို့ကျေးဇူးမသိပဲရံပြူရတာလားဝန်ဖုန်းတဟားဟားရဲတဲ့ကဘာပြက်နေတဲ့အချိန်ကျေးဇူးတရားပါတရားလဲကလေးမဆန်တဲ့မင်းငါတို့ကိုကယ်ခဲ့လို့မတက်ဘူးဆင်းလိုက်ကျွန်တော်ပြုံးကဲလုပ်ပြီးအားလုံးငါထိန်ချုံမှုထဲမှာပဲမင်းကတော်တော်ကောင်းတဲ့လူပဲဝန်ဖုန်းမင်းမပြောတာလဲစကားမဆုံးသေးခင်မှာပဲစစ်သုံးသားတစ်ချောင်းကသူ့လက်ချောင်းကိုဖျက်လိုက်ပြီးဝန်ဖုန်းမျက်လုံးပြူပြီးကားအပြင်ကိုလိမ့်ကျသွားတယ်ကျွန်တော်ဝန်ဖုန်းရဲ့ပစ္စတိုကိုလူယူပြီးကျွမ်းကျင်စွာအာမခံဖွင့်ကပစ်ခတ်လိုက်တယ်ကားထဲတိတ်ဆိတ်သွားတယ်အဲ့ဒီနောက်ကားကိုမူလနေရာစီအမြန်ပြန်မောင်းလာတယ်မျက်စိထဲမြင်လိုက်ရတာကမရေမတွက်နိုင်အောင်ထူထပ်တဲ့သွေးချင်းသေးထောင်ပေါင်းများစွာပါပဲကျွန်တော်တက်ပြင်းချလိုက်တယ်ဒီလောက်များတဲ့သွေးချင်းသေးတွေကိုလူအင်အားနဲ့ဆိုလူဆဲချီမရှိရင်မရှင်းနိုင်ဘူးဒါကြောင့်မောင်းသူမဲ့လေရင်နဲ့ဓာတ်ဆီတွေကိုသွေးချင်းသေးတွေပေါ်လောင်းချလိုက်တယ်ပြီးတော့မီးလောင်ပုံးတွေကိုလေချောင်းကနေအုတ်ထဲကိုတဲပိုးလိုက်တယ်မီးလောင်ပုံးပောက်ကွဲတာနဲ့အောက်ဘက်တစ်ခုလုံးမီးပင်လည်းဖြစ်သွားတယ်သွေးချင်းသေးထောင်ချီခဏအတွင်းကျွမ်းပြကျသွားတယ်ပြီးတော့ကားပေါ်ကအလောင်းတွေကိုသွေးနှလုံးပေးမှတစ်ခုချင်းဆွဲချထားလိုက်တယ်9မိနစ်လောက်ကြာတော့လက်တက်တွေမြေကြီးထဲကထွက်လာပြီးအလောင်း6ခုနဲ့ခေါင်းတစ်လုံးကိုထိုးဆိုင်လိုက်တယ်သွေးနှလုံးကလူသားသားတွေကိုစုပ်ယူပြီးအသွင်ပြောင်းတယ်အလောင်း6ခုကိုစုပ်ယူပြီးတဲ့အခါအေယာမသွေးနှလုံးကြီးတုန်ခါသွားပြီးပြောမပြတ်တတ်အောင်ထူဆန်းတဲ့အငွေ့သက်တွေထွက်လာတယ်အသွင်ပြောင်းတော့မယ်ကျွန်တော်စိတ်ထဲမှာခုံပေါက်လို့မတက်ပြော်နေပေမဲ့မျက်နှာကအေးဆေးပဲလင်းဝမ်ကတီးကျင်စိတ်နဲ့မေးတယ်အသွင်ပြောင်းပြီးရင်သူကပိုတန်မှသွားမှာလားကျွန်တော်ခေါင်းခါလိုက်တယ်အသွင်ပြောင်းပြီးရင်အနက်ရောင်နှလုံးကအရန်တန်မှလာတဲ့အခုဘသူမှတယောက်ချင်းအနက်ရောင်နှလုံးကိုမရှင်းနိုင်ဘူးဒါပေမဲ့အသွင်ပြောင်းနေတော့မှသွေးနှလုံးကစွမ်းအင်အားလုံးကိုဗဟိုပိုင်းစီစုစည်းလိုက်တယ်တနည်းပြောရင်အခုချိန်ကသူ့အတွက်အားနည်းဆုံးအချိန်ပဲခုခံနိုင်စွမ်းကတာမန်သွေးမြင်လောက်ပဲရှိတယ်တက်ဖို့အကောင်းဆုံးအချိန်ပဲအနက်ရောင်ဓာကအပြင်ခွန်ကိုအလွယ်တကူခွဲလိုက်တဲ့အတွင်းဘက်ကအကုန်မြင်ရတဲ့အပေါ်ကနေအောက်ထိပုံမှန်မဟုတ်တဲ့အလုံးပေါင်းရာကျော်ရှိတယ်ကျွန်တော်သွေးနှလုံးထဲဝင်လိုက်တယ်မကြခင်မှာပဲအတွင်းနဲ့ထဲမှာလေထဲမှာလွင့်နေပြီးအယောင်တစ်ဖြည်းဖြည်းပြောင်းလာတဲ့နှလုံးကိုရှာတွေ့လိုက်တယ်နှလုံးကလုံးဝအနက်ရောင်ပြောင်းသွားချိန်မှာပဲကျွန်တော်ဓာတ်ကိုယူပြီးအနက်ရောင်နှလုံးကိုဖျက်ချလိုက်တယ်ပြီးတော့နောက်မလဲပဲကားစီအမြန်ပြန်ပြေးလာခဲ့တယ်ကားထဲမှာလင်းဝမ်ကတီးကျင်စိတ်ပြေးနေတဲ့မျက်နှာနဲ့ဒါကအနက်ရောင်နှလုံးလားလို့မေးတယ်ကျွန်တော်ခေါင်းညိတ်ပြီးအနက်ရောင်နှလုံးကိုစပွဲပေါ်တင်လိုက်တယ်အသက်ပြင်းပြင်းရှူလိုက်တယ်အနက်ရောင်နှလုံးကကဘာဦးအစပိုင်းမှာတန်ဖိုးအရှိဆုံးအရင်မြစ်ပဲဓာတ်နဲ့ခွဲလိုက်တော့အနက်ရောင်နှလုံးကမီးခိုးရောင်အမှုန့်တွေဖြစ်ပျောက်ကွယ်သွားတယ်မူလနေရာမှာကတ်တစ်ထပ်ပေါ်လာတယ်10ချက်ကျော်ရှိတယ်
ကျွန်တော်လက်ကိုပုတ်ပြီးကက်တွေကိုတစ်ခုချင်းကြည့်လိုက်တယ်။ရောင်စုံကက်နှစ်ကက်အပြင်ရွှေကက်6ကက်ပါတယ်။ရွှေကက်တွေထဲမှာအစားတောက်ကက်နဲ့ဇီဝဗေဒပညာရှင်ကလောလောဆယ်အသုံးမဝင်ဘူး။ကျန်တဲ့လေးကက်ကအကောင်းဆုံးအဆင့်ပဲ။ပထမရောင်စုံကက်ကိုဖွင့်လိုက်တော့မျက်လုံးကျဲသွားတယ်။စွမ်းရည်ထိန်းချုပ်ခြင်းပိုင်ရှင်ကိုစွမ်းရည်ထိန်းချုပ်နိုင်စွမ်းပေးတဲ့သုံးဖို့ဆိုခန္ဓာကိုယ်လမ်းကြောင်း၈ခုဖွင့်ရမယ်။ရောင်စုံကက်ထဲမှာထိပ်တန်းစွမ်းရည်ပဲ။ဒါပေမဲ့အခြေအနေကခက်တယ်မတင်နိုင်သေးဘူး။ဒုတိယရောင်စုံကက်ကိုဖွင့်ကြည့်လိုက်တော့ရေမထိန်နိုင်တော့ဘူးအကာအကွယ်လက်ကောက်လျှက်စစ်ရှိရင်မသေးနိုင်ဘူးဒီလက်ကောက်ကအဆင့်15ထိပဲသုံးလို့ရတယ်ငွေကက်ဖက်ထရီနဲ့အားသွင်းရတယ်အားပြည့်ရင်တေးစေနိုင်တဲ့တိုက်ခိုက်မှု3ချိန်ကာကွယ်ပေးတယ်တိုက်ခိုက်မှုကကာကွယ်နိုင်စွမ်းထက်ကျော်ရင်ပြတ်သွားမယ်စူပါအကာအကွယ်တစ်ခုလိုပဲကျွန်တော်ချက်ချင်းလက်ကောက်ကိုကက်ထဲကထုတ်ပြီးလက်မပတ်လိုက်တယ်ပြီးတော့တိုက်ခိုက်ရေးအင်ဂျီထဲကငွေရောင်ဘက်ထရီကက်3ကက်ထုတ်လိုက်တယ်လက်ကောက်ပေါ်ကအစိမ်းရောင်အားသွင်းတဲ့3တန်းပြည့်သွားတော့လုံခြုံမှုအပြည့်ခံစားလိုက်ရတယ်ကျွန်တော်ကိုမျက်ခုံးကိုညှုံပြီးငါ့ကိုတနက်နဲ့ပြစ်လို့ပြောလိုက်တယ်လင်းဝမ်အံ့ဩသွားတယ်မစိုးရိမ်နဲ့ကာကွယ်နိုင်စွမ်းကိုပဲစမ်းကျင်တာအသက်အန္တရာယ်နဲ့မဆိုင်ဘူးပြစ်လိုက်လင်းဝမ်ဒီလိုပြောမှသွားကိုတင်းတင်းကန့်ပြီးပြစ်လိုက်တယ်ကြည်စံကကျွန်တော်မျက်ခုံးနားရောက်တာနဲ့အကာအကွယ်လွှတ်တစ်ခုကဆုပ်ယူလိုက်ပြီးပျောက်သွားတယ်လက်ကောက်ပေါ်ကအားတန်းတန်းကျသွားတယ်ဒီအချိန်မှာလင်းဝင်ရဲ့မျက်နှာကအံ့ဩယုံတင်မကနာကျင်နေတာကိုလည်းတွေးလိုက်ရတယ်အကြောင်းရင်းသိလိုက်ရတော့ကျွန်တော်ရေမိသွားတယ်တနက်ရဲ့ပြန်ကန်အားကသူ့လက်ကောက်ဝတ်ကိုအစ်စ်လွဲသွားစေတာပါတကယ်ကိုပြောတဲ့ခန္ဓာကိုယ်ပဲကျွန်တော်လင်းဝမ်ကိုထမင်းစားခန်းစီခေါ်သွားပြီးလက်ကောက်ဝတ်ကိုပြန်ဆက်ပေးလိုက်တယ်ဒီလိုတနက်မျိုးမင်းနဲ့မတင်တော့ဘူးညပဲသုံးလင်းဝမ်လက်ကောက်ဝတ်ကိုဖြင်းချင်းစွာပို့ရင်ညကအရင်ကရုပ်ရှင်ရိုက်တုန်းကလေ့ကျင့်ဘူးလေရှိလားတေချာတယ်ရှိတယ်အများကြီးပဲကျွန်တော်ငွေကက်ကိုထုတ်လိုက်တယ်ညငွေကက်စုစုပေါင်း6ကက်ရှိတယ်လှုပ်ဆောင်ချက်နဲ့စွမ်းအားလုံးအတူတူပဲအယောင်ဒီဇိုင်းပဲကွာတယ်မထင်မှတ်ပဲလင်းဝမ်ကပန်းရောင်ကက်လေးကိုရွေးလိုက်တယ်အယောင်ပိုပြင်းလေတေးစေနိုင်လေပဲတဘာဝကြတယ်ပြီးတော့ကျွန်တော်ကမဝေးတဲ့ဆက်သွယ်ရေးတိုင်ကိုညှုံပြီးအဲ့ဒီတိုင်ကိုပြစ်ကြည့်လို့ပြောလိုက်တယ်ကောင်းပြီလင်းဝမ်အားကကျွမ်းကျင်စွာနဲ့များကိုပြစ်လိုက်တယ်ရှူးဆိုတဲ့အတန်နဲ့အတူများတစင်းကရွေးရှားသွားပြီးဆက်သွယ်ရေးတိုင်နဲ့3မီတာအကွာကအမိုက်ပုံးပေါ်ကိုတိကျစွာကျရောက်သွားတယ်တော်လိုက်တာလို့လက်မထောင်ပြလိုက်တော့လင်းဝမ်အားမျက်နှာရဲသွားပြီးမတုံးတာကြလို့ပါထပ်ဆန်းခွင့်ပေးပါအောင်လို့ပြောတယ်ခဏနေဦးဒီကက်တွေကိုအရင်သုံးလိုက်လို့ဆိုပြီးငွေကက်တွေကိုထုတ်ပေးလိုက်တယ်အဲ့ဒါတွေကတော့တိုက်ခိုက်မှုအမြန်နှုန်းကျွမ်းကျင်မှုတိကျမှုကျွမ်းကျင်မှုဝေးလံစွာပြစ်ခတ်နိုင်စွမ်းနဲ့စနိုင်ပါကျွမ်းကျင်မှုလို့ဖြစ်ပါတယ်လင်းဝမ်အားအံ့ဩသွားပြီးဒါတွေကငါအတွက်လားလို့မေးတယ်နောက်လာမဲ့ဘီလူးတွေကပိုကြောက်စရာကောင်းလာမှာမို့လို့ငါမှလက်ထောက်တလက်လိုတယ်လို့ပြောလိုက်တော့လင်းဝမ်အားမျက်နှာရဲသွားပြီးနှလုံးခုန်မြန်လာတယ်ငါ့ကိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ်လို့လင်းဝမ်အားကဝမ်းသာအားရနဲ့ပြောတယ်ငွေကက်တွေရဲ့အားဖြစ်မှုနဲ့အတူလင်းဝမ်အားရဲ့တိကျမှုနဲ့အစွမ်းတတိတွေအများကြီးတိုးလာပြီးဒီနေရာပြစ်မှတ်တွေဆိုရင်95%အထိမှန်ကန်သွားတယ်လို့ရွေလျားနေတဲ့ပြစ်မှတ်တွေဆိုရင်လည်း80%အထိမှန်ကန်လာပါတယ်အနီးနားကသွေးကျင်သေးတွေအကုန်ရှင်းသွားပြီဖြစ်လို့လက်တွေ့စွမ်းဆောင်ရည်ကိုမမြင်ရတာတော့နည်းနည်းတော့နှမျောစရာပါပဲဒီလိုကြီးမားတဲ့အောင်မြင်မှုကိုအထိမ်းအမှတ်လုပ်ဖို့ငွေကက်တစ်ခုဖြစ်တဲ့ဟော့ပေါ်စားတောက်ပွဲကိုတုံးလိုက်ပါတယ်စပွဲပေါ်မှာအမဲသားစိတ်သားနဲ့ဟင်းသီးဟင်းရွက်အမျိုးစုံပါဝင်တဲ့ဟင်းပွဲအခု30ကျော်ပြည့်နေသွားပါတယ်ဝါကောင်းလိုက်တာစားရင်ဝတ်သွားမလားလို့လင်းဝမ်အားကပြောတော့ခေါင်းခါမိလိုက်တယ်လူတွေကဝမ်းစာအတွက်ပူနေချိန်မှာသူကအဝလုံမာကိုပူနေတာကတော့ဟာတာပါပဲနှစ်ယောက်သားအားရပါရစားတောက်နေကြတော့ကားတကားကိုလာခောက်တန်ကြားလိုက်ရတဲ့ကားကင်မရာကိုလှမ်းကြည့်လိုက်တော့တွေးချင်းသေးတွေမဟုတ်ပဲအသက်3-4နှစ်အရွယ်ကလေးတစ်ယောက်ကိုပွေ့ချီထားတဲ့အလက်ပိုင်းရွယ်လင်းမယား2ဦးဖြစ်နေတဲ့အမျိုးသမီးကငိုယိုပြီးကျေးဇူးပြုပြီးကူညီပါဦးကျမတို့ရေမတောက်ရတာ2ရက်ရှိပြီရေနဲ့စားစရာလေးနည်းနည်းလောက်ပေးပါလို့တောင်းပန်တယ်ခနင်းစားပြီးမှကားတကားကိုဖွင့်ပေးလိုက်တယ်လင်းဝမ်အားလည်းရေကက်နဲ့စားစရာကက်တွေကိုယူပြီးထိုလင်းမယားကိုပေးလိုက်တယ်လင်းမယား2ဦးလည်းကျေးဇူးတင်လို့ဒူးထောက်လာကြတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရပါတယ်လို့ခေါင်းညှိပြလိုက်ပြီးညဘက်တွေကအန်ရီရများတယ်ကားတကားပိတ်တော့မယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသားကခဏလေးပါဦးတောင်းဆိုစရာရှိလို့ပါလို့ပြောလာတယ်ကားပေါ်တက်ချင်နေဆိုရင်တော့လုံးဝမဖြစ်နိုင်ဘူးလို့အတီလင်းပြောထားမယ်လို့လေတံမမာနဲ့ဖြတ်ပြောလိုက်တယ်အမျိုးသားကအံ့ဩသွားပြီးအခုလိုရေနဲ့စားစရာပေးတာနဲ့တင်ကျဉ်တ်ပါပြီးအဲ့ဒီလိုရည်ရွယ်ချက်မရှိပါဘူးကျွန်တော်သားလေးက3နှစ်ပဲရှိသေးတယ်အပြင်မှာဒီလောက်အနေရများနေတော့စူးစားတော့မစူးစားနဲ့ငါစိတ်ကောင်းတော့အခုချက်ချင်းထွက်သွားတော့လို့အပြက်ပြောပြီးကားတကားကိုပိတ်လိုက်တယ်လင်းဝမ်အားကဘာမှမပြောဘဲစူးစူးဆိုင်ဆိုင်ကြည့်နေတာကိုတွေ့ရတော့ဘာလဲငါ့ကိုရက်ဆက်တယ်လို့ထင်နေလားလို့မေးလိုက်တယ်မဟုတ်ပါဘူးအဲ့ဒီလူတွေကိုကတ်တွေပေးလိုက်မယ်လို့မထင်ထားလို့ပါသူတို့ကားပေါ်တက်လာပြီးတက်ပြစ်မယ်လို့ထင်နေတာလားငါအဲ့ဒီလောက်မရက်ဆက်ပါဘူးဒါပေမဲ့ဒီလိုအလွန်အမင်းရုန်းကန်နေရတဲ့ကဘာမှာရဲရဲတင်းတင်းနဲ့တိုက်ယူမှအသက်ရှင်နိုင်မှာအဲ့ဒီမိသားစုကဒုတိယအဆင့်ထိတောင်းမခံနိုင်ဘူးဒါကြောင့်သူတို့ကိုလူသားတွေလိုမမြင်ပဲလမ်းဘေးကခွေးဆုပ်ကြောင်ဆုပ်တွေလိုပဲသဘောထားတာပါလက်ထဲမှာပုံနေတဲ့အကြံဉာဏ်လေးတွေနည်းနည်းပါးပါးဖယ်ပေးလိုက်တာကဘာမှမဖြစ်ပါဘူးလို့ရှင်းပြလိုက်တယ်အဲ့ဒီနောက်ညဘက်ဖြစ်လို့စစ်သုံးမှန်ပြောင်းတဲ့အကောင်းစားကပ်ပြားတွေကျလာမဲ့အချိန်ကိုစောင့်ကြည့်လိုက်တယ်မကြခင်မှာပဲဒုတိယအကြိမ်ကပ်ပြားတွေထက်ကျလာတော့မယ်ဆိုတာသိလိုက်ရလို့ဒီညတော့အပြင်းမထွက်တော့ပဲအနားယူဖို့ဆုံးဖြတ်လိုက်တယ်နောက်တနေ့မနက်9နာရီခွဲမှာမျှော်လင့်ထားတဲ့အတိုင်းကပ်ပြားတွေထက်ကျလာတဲ့ပထမနေ့လောက်ပမာဏမများပေမဲ့အသက်ရှင်ရည်တည်ဖို့မျှော်လင့်ချက်တွေပေးစွမ်းနိုင်ပါတယ်အနီးနားကရက်ွက်နေပြည်သူတွေလည်းကပ်ပြားတွေကိုလိုက်လံကောက်ယူနေကြတယ်ခဏကြာမှပဲကပ်ပြားကျတာရက်တန့်သွားပြီးအပြင်ထွက်ရှာဖွေရမှာအရင်အမျက်ရွှေကက်အချို့နဲ့အပြာကက်အစိမ်းကက်တွေပဲရလိုက်တဲ့အတွက်မြို့နယ်ဆက်ကရက်ွက်ထဲကိုပါဆက်သွားပြီးကက်ကောင်းတွေလဲလှယ်လို့ရမလားဆိုပြီးဆက်သွားဖို့ဆုံးဖြတ်လိုက်တယ်စားစရာနဲ့ရေတွေထည့်ထားတဲ့အိတ်ကိုလွယ်လိုက်ပြီးကားပေါ်မှာပဲနေခဲ့ဘသူလာခောက်တကားမဖွင့်နဲ့ငါအဝေးကြီးမသွားပါဘူးအရေးကြီးရင်ဖုန်းဆက်လိုက်လို့လင်းဝမ်အားကိုမှာကြားလိုက်တယ်လင်းဝမ်အားလည်းခေါင်းညှိပြပြီးတတိထားဖို့ပြောတယ်
ကားပေါ်ကနေဆင်းလိုက်ပြီးရွှေကက်တစ်ချက်ကိုဆွဲဖြတ်လိုက်တာနဲ့ရှီနာကကွင်းပြင်မှာနီအောင်တရဲမော်တော်ဆိုင်ကယ်တစ်စီးပေါ်လာတယ်ဒါကကားပြင်ပမှာရှိတဲ့ဒုတိယမြောက်ရွှေကက်ရင်ဖြစ်ပါတယ်လိုအပ်တာတွေအကုန်စင်သင့်ဖြစ်ပြီဆိုတော့မော်တော်ဆိုင်ကယ်ကိုစီးပြီးရှေ့ကိုမောင်းထွက်လာလိုက်တယ်ခဏအကြာမှာတော့ရက်ကွက်ဥယျာဉ်ခြံထဲကိုရောက်လာတယ်ဥယျာဉ်ထဲမှာလူသူကင်းမဲ့နေပေမဲ့ရက်ကွက်နေပြည်သူအများပြားကအိမ်ထဲကနေချောင်းကြည့်နေကြတယ်ဆိုတာကိုကောင်းကောင်းကြီးသိနေလိုက်ပါတယ်မင်းတို့ကိုငါမကောင်းကြံတာမဟုတ်ဘူးငါကုံသွယ်ဖို့ပဲလာတာငါမှာအစားတောက်နဲ့ရေကက်တွေအများကြီးရှိတယ်အစားတောက်မဟုတ်တဲ့အစိမ့်ကက်အပြာကက်တွေနဲ့လဲမဲ့ငွေကက်ဒါမှမဟုတ်ရွှေကက်ဆိုရင်အချိုးပို့ပေးမယ်ကျွန်တော်ရိုးသားကြောင်းပြဖို့ကြောဖို့အိတ်ကိုဖွင့်ပြီးအတွင်းထဲကအဖြူကက်တွေကိုထုတ်ပြလိုက်တယ်ဒီတစ်ခါပဲအခွင့်အရေးရှိတယ်ငါခဏပဲနေမယ်ခဏကြာတော့လူတွေအဆောက်အဦတွေကနေတတိကြီးစွာထွက်လာတယ်မကြခင်မှာပဲကျွန်တော်အရင်မြင့်အဖြူကက်1000ကျော်ကိုတိတ်သုံးမဝင်တဲ့အပြအစိမ့်ကက်300ကျော်နဲ့လဲပြီးသွားတယ်ကက်တွေလဲပြီးလူနီးပါးဖြစ်တော့ပြန်ဖို့ပြင်လိုက်တယ်ဒီအချိန်မှာနောက်ကနေရင်းနှီးတဲ့အတန်တန်ထွက်လာတဲ့ရောင်စုံကက်ဘလို့လဲမလဲကျွန်တော်အံ့ဩသွားပြီးလှည့်ကြည့်လိုက်တော့မင်းညကအစားတောက်တောင်းခဲ့တဲ့အမျိုးသားဝန်ကွေးကိုတွေ့လိုက်ရတယ်မင်းမရောင်စုံကက်ရှိလားဘဲကက်လဲကျွန်တော်အတန်ကိုလျှော့ပြီးမေးလိုက်တယ်ဝန်ကွေးကတိုးတိုးလေးပြောတယ်အာကာတလက်စွပ်ကျွန်တော်အသက်ရှူအောင်သွားတယ်အာကာတလက်စွပ်ကဖြူဟာမြောက်ထိတ်တန်းကရိယာပဲငါကားပေါ်လိုက်ခဲ့မလားဝန်ကွေးညင်းလိုက်မယ်ထင်ခဲ့ပေမဲ့သူကအင်းဆိုပြီးဆိုင်ကယ်နောက်မှာထိုင်လိုက်တယ်ပြီးတော့ဝန်ကွေးကတိုးတိုးလေးပြောလာတယ်ကက်ကိုငါဝက်ထားတယ်ငါကိုတက်ရင်ဘာမှမရဘူးကျွန်တော်ခဏရီပြီးပြုံးလိုက်တယ်ကားထဲရောက်တော့လင်းဝမ်ကိုဝန်ကွေးအတွက်ကော်ဖီတစ်ခွက်ပေးခိုင်းလိုက်တယ်အမဲသားထမင်းတစ်ပန်းကန်လည်းပေးလိုက်တယ်ဝန်ကွေးညင်းမနေပဲခေါင်းငုံပြီးတဆိုင်မစားလိုက်တယ်ကျွန်တော်စိတ်မရှိပေမဲ့သူစားပြီးတဲ့အထိစောင့်လိုက်တယ်အခုကုံသွယ်ရေးအကြောင်းဆွေးနွေးလို့ရပြီးမင်းမလဲချင်တာလဲဝန်ကွေးမျက်ရည်တွေတုပ်ရင်ကျုပ်ကမလို့ချင်ဘူးကျုပ်ကိုလူ3ယောက်တက်ပေးဖို့ပဲလိုတယ်ကျွန်တော်မျက်မှောင်ကျုပ်သွားတယ်တခုခုမှားနေပြီဘာဖြစ်တာလဲဝန်ကွေးရဲ့မျက်လုံးတွေအသက်မဲ့သွားတယ်ကျုပ်မိမတေးပြီးသားလဲတေးပြီးလင်းဝမ်အံ့ဩသွားတယ်မင်းညကအကောင်ကြီးပဲဘလို့ဖြစ်တာလဲကျုံမိမနဲ့သားကိုတတ်တဲ့သူတွေကဟူတာကျွင်းဝန်ချစ်ချန်နဲ့ကျုပ်ရွံတို့ပဲသူတို့ကျုံမိမကိုတလက်စီဓမ္မကျင်ပြီးကျုပ်သားကိုလဲတက်လိုက်တယ်။ဝန်ကွေးရုတ်တရက်ထက်ကြွလာပြီးအယူတယောက်လိုထမင်းစားပွဲကိုလက်သီးနဲ့ထုရင်းအော်ဟစ်လိုက်တယ်ကျုပ်သူတို့ကိုတေးစေခြင်းနဲ့သူတို့တေးရင်ရောင်စုံကက်ကခမည်းဟာသူတို့ကိုတက်ခမည်းတက်နိုင်မှန်းကျုပ်သိတယ်။ကျွန်တော်ဝမ်းထဲလုံးလို့ထကြွနေတဲ့ဒီလူကိုခဏဆိုင်ကြည့်နေမိတယ်ပြီးတော့အေးဆေးစွာငါနောက်ထပ်အခြေအနေတစ်ခုထပ်ပေးမယ်မင်းသူတို့ရဲ့တင်ထဲကိုရွေးချယ်လို့ရတဲ့အခြေအနေပေးရင်မင်းကိုယ်တိုင်လက်စားချေခွင့်ပေးမယ်။ပြီးတော့နာယီကိုကြည့်ပြီးအနက်ရောင်သားကိုဆွဲကင်ကထားလိုက်တယ်ငါနောက်လိုက်ခဲ့ကျွန်တော်ဝန်ကွေးကိုခေါ်ပြီးရက်ွက်ထဲပြန်ရောက်လာတယ်ဝန်ကွေးကိုအဲ့ဒီ3ယောက်နေတဲ့နေရာမေးမယ်လို့တော့ဝန်ကွေးကကျွန်တော်အင်ဂျီကိုဆွဲဆန်ပြီးတုံရင်နေတဲ့အတန်နဲ့သူတို့အဲ့ဒီမှာကျွန်တော်ကြည့်လိုက်တော့လူငယ်3ယောက်စီလာနေတယ်ဟူတာကျွင်းကမထီမဲ့မြင်ပြုံးပြီးဝန်ကွေးကိုပြန်လာပြီလားမင်းတို့ပဲငါမိမနဲ့သားကိုတတ်တာမငင်းနဲ့မြင်တဲ့သူရှိတယ်ဝန်ကွေးမျက်လုံးတွေတွေးပြနေတယ်ဟူတာကျွင်းကတဟားဟားရေပြီးဘသူကညင်းလို့လဲငါတတ်တာငါကိုဘာလုပ်နိုင်မှာလဲဝန်ချစ်ချန်ကအပြုံးမပြတ်တကယ်ပြောရရင်မင်းမိမတော်တော်ကောင်းတယ်အရန်ဆိုပြီးငါတို့လုံတုံးသူဘလောက်လိုက်လျောတယ်ဆိုတာမင်းမသိဘူးတိတ်ကိုမင်းမရတဲ့အတွေ့အကြုံပဲငါမင်းတို့ကိုတတ်မယ်ဝန်ကွေးခုံအောင်မလို့ကျွန်တော်ကသူ့ကိုဆွဲထားလိုက်တယ်ကျွန်တော်မျက်နှာသေးနဲ့အတ္တမကျင်နာတယ်မကတတ်တယ်ကလေးကိုတော့မချမ်းဘူးပေါ့မင်းသူ့ကိုခေါ်ပြီးလက်စားချေဖို့လာတာလားဟူတာကျွင်းရဲ့မျက်လုံးတွေစိန်ခေါ်မှုတွေနဲ့ကျွန်တော်ကိုစူးစူးစိုက်ကြည့်တယ်ကျွန်တော်ပြုံးအေးအေးပြုံးလိုက်တယ်မင်းတို့3ယောက်ပေါ့နောက်တစ်စက္ကန့်မှာဟူတာကျွင်းတနက်ဆွဲထုတ်ပြီးမင်းတေဆန်းဆိုပေမဲ့သူမပြစ်ခင်မှာပဲကျွန်တော်ကသူ့လက်မောင်းကိုပစ်ချလိုက်တယ်အာဟူတာကျွင်းလဲကျသွားတယ်ဝန်ချစ်ချန်နဲ့ကျိုးရွံတို့ကျွန်တော်ကိုပြစ်လိုက်တယ်ဒါပေမဲ့ကြီးစံတွေကကျွန်တော်စီရောက်တာနဲ့ပျောက်သွားတယ်ဘာမှမထိခိုက်ဘူးကျွန်တော်သူတို့ကိုအချိန်မပေးဘဲပြန်ပစ်ခတ်လိုက်တယ်နှစ်ချက်ပစ်ပြီးတဲ့အခါဝန်ချစ်ချန်နဲ့ကျိုးရွံတို့ရဲ့တနက်ကင်ထားတဲ့လက်မောင်းတွေထိသွားတယ်သူ့ကိုမှန်တာတေချာတယ်ဘာလို့မတေတာလဲနာလိုက်တာကျွန်တော်ဝန်ကွေးရဲ့ပခုံးကိုပုတ်ပြီးအစိမ့်သားကက်ကက်ပေးလိုက်တယ်မင်းကိုယ်တိုင်မိမနဲ့သားအတွက်လက်စားချေနိုင်ပြီးမင်းတောင်းဆိုတာငါလုပ်ပေးပြီးငါပစ္စည်းပဲမှာလဲအဆောက်ဦးအောက်ကရေပိုက်နောက်မှာဝန်ကွေးထားကင်ပြီးနောက်ဆုတ်ပြေးနေတဲ့3ယောက်စီတလန်းချင်းလန်းသွားတယ်ကျုပ်တို့မှားသွားပါပြီကျေးဇူးပြုပြီးခွင့်လွတ်ပါကျုပ်တို့မင်းအတွက်နွားလိုမြင်းလိုလုပ်ပေးပါမယ်မင်းလိုချင်တာအကုန်ပေးမယ်သူတို့ကျုပ်ကိုလှည့်စားတာသူ့စီမှာအများကြီးရှိတယ်အကုန်ပေးမယ်မတက်ပါနဲ့ကျေးဇူးပြုပါတယ်ကျွန်တော်အဲ့ဒီမြင်ကွင်းကိုခဏကြည့်ပြီးမျက်လုံးလွှဲလိုက်တယ်လုံးရမယ့်ကိစ္စပြီးတက်ဖို့ဆုံးဖြတ်ချက်ကဝန်ကွေးလက်ထဲမှာပဲအခုကျွန်တော်အာကာတလက်စွပ်ကိုအမြန်ဆုံးယူခြင်းတယ်ထင်ထားတဲ့အတိုင်းပထမထပ်စင်ကြံဆုံးကရေပိုင်းနောက်မှာဖုံတွေနဲ့ဆောက်လုပ်ရေးအမိုက်တွေနဲ့ဖုံးထားတာကိုတွေ့လိုက်ရတယ်ကက်ကိုဆွဲဖြတ်ပြီးလက်စွပ်ကိုလက်ချောင်းမှာဆွတ်လိုက်တော့အတွင်းဘက်မှာ4000ပုံစံနေရာလက်ကြီးတစ်ခုပေါ်လာတယ်အကျယ်ဝန်းကတင်းငယ်တယ်လို့ထင်ရပေမဲ့ပစ္စည်းအများပြားကိုဆန့်ပါတယ်အာကာသလက်စွပ်ရှိမှန်းသိလိုက်တဲ့အချိန်ကလေးကဘလို့သုံးရမလဲဆိုတာစဉ်းစားပြီးသားပါအခန်းတွင်းကနေထွက်လာလိုက်တဲ့တစ်ချက်ဝေးကြည့်လိုက်တော့ဝန်ကွေးကသွေးတွေနဲ့ရွှဲနစ်နေပြီးသွေးအိုင်ထဲမှာဒူးထောက်ကငိုလိုက်ရေလိုက်ဖြစ်နေတယ်ဘလို့နှစ်သိမ့်စကားမှဒီအချိန်မှာအတိတ်ပဲမရှိတော့ပါဘူးဘာမှမပြောဘဲသူ့ဘေးကနေဖျက်လျှောက်လာခဲ့လိုက်တယ်နာရီအနှဲငယ်ကြာတော့မိုးတွေထက်ရွာလာတယ်မဟုတ်ဘူးသွေးမိုးတွေရွာချလာတာပါရင်မောင်းခုံမှာလှဲပြီးအနားယူနေတော့ကားမှန်ကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အရွယ်စားမျိုးမျိုးရှိတဲ့သွေးမိုးဆက်တွေကျဆင်းနေပြီးပထမနေ့ကသွေးမိုးတွေထက်တောင်ပိုများနေတယ်။ကဲမင်းရဲ့လေးနဲ့များကိုစမ်းကြည့်ရအောင်လို့ဆိုပြီးလင်းဝမ်အားကိုကားစီကိုခေါ်ထုတ်လာခဲ့တယ်။ဘာလဲ။အရန်ကြောက်နေလို့လားမကြောက်ပါဘူးမကြောက်ပါဘူး
ဒါဆိုဘာဖြစ်လို့တုံနေတာလဲအရန်အတက်ကြွလွန်လို့ပါအရင်ကဆိုရှင်တိုက်ခိုက်ရတာကိုပဲကြည့်နေရတာအခုတော့အတူတူတိုက်ခိုက်လို့ရပြီကျမရဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်ပါလို့ပြောပြီးလင်းဝမ်အားကလေးနဲ့များကိုဆွဲထုတ်လိုက်တယ်သွေးဖုတ်ကောင်တစ်ကောင်ရဲ့ခေါင်းကိုတိကျစွာထိုးဖောက်သွားတယ်ညနေဆောင်အချိန်မှာလမ်းဆောင်ကိုရောက်လာတဲ့ကားပေါ်ကနေခဏဆင်းပြီးလေ့ကျင့်လိုက်ပါအနီးနားမှာသွေးဖုတ်ကောင်တွေမရှိတော့ဘူးထင်တယ်လို့ပြောပြီးလင်းဝမ်အားကိုကားပေါ်ကနေခေါ်ဆင်းလာလိုက်တယ်လင်းဝမ်အားလည်းမျက်နှာမှာချွေးတိချွေးပေါက်တွေနဲ့ကားပေါ်ကိုခုန်တက်လာပြီးအောင်မြင်မှုကိုလာပြောတယ်ကျမလုံနိုင်တယ်မဟုတ်လားတော်တယ်မို့လားတော်တယ်သွားရေချိုးပြီးရင်ထမင်းစားကြရအောင်လို့ပြောလိုက်တယ်ရေချိုးတန့်စင်ပြီးလို့လင်းဝမ်အားလည်းအဖြူရောင်ရှက်အင်ကြီးတစ်ကိုဝစ်စင်ကစပင်အချောက်ခံရင်ငါတို့ဒီညထွက်သွားကြတော့မှလားလို့မေးတယ်ခေါင်းညှိပြလိုက်ပြီးမှောင်လာရင်တခါတည်းထွက်သွားမှသွေးမိုးတွေရွာပြီးတာနဲ့မြို့တစ်ခွင်မှာသွေးဖုတ်ကောင်တွေနဲ့အရင်းမြက်တွေအများကြီးစုပုံနေတော့မှမို့လို့ဒါကအရင်းမြက်တွေစုဆောင်းဖို့အကောင်းဆုံးအချိန်ပဲလို့ပြောနေတော့ကားတကားကိုလာခောက်တန်ကြားလိုက်ရတယ်။ပိုင်လန်းမင်းရှိလားဆိုတဲ့ဝန်ကွေးရဲ့အတန်ဖြစ်နေတယ်။အံ့ဩသွားတယ်ဒီလူအသက်ရှင်သေးတာပဲလက်ထဲမှာလည်းအသက်ရှူရခတ်နေတဲ့ကလေးငယ်တယောက်ကိုပွေ့ချီထားတဲ့ကားတကားကိုဖွင့်ပေးလိုက်ပြီးဝန်ကွေးကိုဝင်ခွင့်ပေးလိုက်တယ်။ဒီကလေးကအပြင်မှာအလုတ်သွားလုံနေတော့သတင်းမရတော့တာနဲ့သူ့အဖေစီလာတာခဏလေးတင်သွေးဖုတ်ကောင်တွေကြိုက်လို့တေသွားပြီးလို့ဝန်ကွေးကမျက်နှာငယ်နဲ့ပြောလာတယ်။သူ့ကိုလည်းသွေးဖုတ်ကောင်ကြိုက်ထားတဲ့ကုဖို့နီးလန်းရှိသေးလားလို့မေးလာတယ်။ငါမှကတ်တွေရှိတယ်မင်းနဲ့လဲပေးမယ်လို့ပြောပြီးဝန်ကွေးကအိတ်ကတ်ထဲကအပြားနဲ့အစိမ့်ကတ်တွေကိုထုတ်ပြလာတယ်။မလုံလောက်ရင်နောက်ထပ်ပေးမယ်အရင်ဆုံးကလေးကိုကူပေးပါဦး။ခဏလောက်စဉ်းစားပြီးမှဝန်ကွေးရဲ့ကတ်တွေကိုယူလိုက်တယ်။ကိုပေါ်ကနေငွေရောင်သွေးရည်ကြီးကတ်တစ်ချက်ကိုထုတ်ယူပြီးကလေးငယ်ကိုထိုးပေးလိုက်တယ်။သွေးရည်ကြီးထိုးပြီးတာနဲ့ဝန်ကွေးကိုမင်းတို့ဘလို့လုပ်ပြီးသွေးဖုတ်ကောင်တွေကိုခုခံနေကြတာလဲဒီထဲမှာလူဘလောက်ကြံသေးလဲလို့မေးလိုက်တယ်။ဝန်ကွေးကတက်ပြင်းချလိုက်ပြီးအစကတော့အားလုံးကိုအဆောက်အုံထဲမှာပူပေါင်းခုခံဖို့အကြံပေးခဲ့တာဒါမှမဟုတ်ရင်စောစောစီးစီးတည်သွားလိမ့်မယ်ကံကောင်းထောက်မှစွာနဲ့သူတို့ကနားထောင်ကြတယ်ဒါပေမဲ့ငါတို့အင်အားကအလွန်နဲ့တော့အများကြီးအသေးပြောက်ရှိခဲ့တယ်အခုတော့အသက်ရှင်ကျန်ရစ်တာ30-40လောက်ပဲရှိတော့မယ်ဝန်ကွေးပြောတာကိုကြားတော့ပြုံးလိုက်မိတယ်မင်းအဲ့လောက်စိတ်မပူပါနဲ့ဝန်ကွေးကရုတ်တရက်သဘောပေါက်သွားပြီးစိတ်လှုပ်ရှားစွာနဲ့မင်းနဲ့အတူတူတိုက်ခိုက်ချင်တဲ့လူတွေကလူငယ်တွေကြီးပဲသူတို့တွေကရဲရဲဝံ့ဝံ့နဲ့တိုက်ကြတယ်တချို့ဆိုအရေးချင်းတွေတောင်ရှိကြတယ်မင်းကလို့ပြောလာတယ်ရေမောလိုက်ပြီးမင်းအဲ့လောက်တောင်မျောလင်းချက်မှကြီးနေဦးငါမေးကြည့်ုံပါလို့ဆိုလိုက်တယ်ဝန်ကွေးမျက်နှာငယ်သွားတယ်ညဘက်တွေကအန်ရများတယ်ငါမင်းကိုပြန်လိုက်ပို့ပေးမယ်လို့ပြောပြီးကားကိုစတင်ကဝန်ကွေးနဲ့ကလေးကိုရက်ွက်ထဲကိုပြန်ပို့ပေးလိုက်တယ်လင်းဝမ်အားကိုမှားကြားခဲ့ပြီးကားပေါ်ကနေစင်းကအထဲကိုလိုက်သွားတယ်ဝန်ကွေးနဲ့အတူရောက်လာတာကိုမြင်တော့အနားမှာရှိနေတဲ့လူငယ်တွေကမျက်နှာချင်းဆိုင်ကြည့်လာကြတယ်အကိုကြီးကျွန်တော်တို့ကိုကူညီဖို့လာတာလားလို့မနေ့ကကက်လဲခဲ့တဲ့လူငယ်လေးကမေးတယ်သူ့ဘေးမှာတော့ကြောက်လန့်နေတဲ့ရီးစားဖြစ်သူကအညစ်အကြေးတွေနဲ့ဖုံးအုပ်နေပြီးအနံ့ဆိုးတွေထွက်နေတယ်ဒီလိုအကြက်တဲမျိုးမှာရေကက်တွေကိုတောက်ဖို့ပဲတုံးရတာမို့လို့ဘယ်သူမှကိုလက်တန့်စင်ဖို့မတုံးနိုင်ကြပါဘူးလာကြည့်တာပါလို့ပြောပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဝန်ကွေးပြောတာမှန်နေပါတယ်ထက်ဝက်ကျော်ကတေကုန်ကြပါပြီမကြခင်ငါထွက်သွားတော့မှရှေ့ဆက်ဘာလုပ်ဖို့စဉ်းစားထားကြလဲလို့မေးလိုက်တယ်ဝန်ကွေးကအမြန်ပြောလာတယ်ပိုင်စရာခမားပဲသွားမှလဲကျွန်တော်တို့ကိုပါခေါ်သွားပေးပါဗျာဒီမှာနေရင်နောက်ဆုံးတော့တွေးဖုတ်ကောင်လက်နဲ့တေးရမှာပဲခမားနောက်ကိုလိုက်မှာပဲအသက်ဆက်ရှင်ဖို့လမ်းစားရှိမှာကျေးဇူးပြုပြီးခေါ်သွားပါတေးချင်းစိတ်မရှိသေးပါဘူးလူငယ်လေးမယားကလည်းဒူးထောက်ပြီးငိုရိုးတောင်းပန်ကြတယ်တယောက်ကစတင်လိုက်တာနဲ့ကျန်တဲ့လူတွေပါလိုက်ပါတောင်းပန်လာကြတော့တယ်ထားကြပါလို့လက်ပြပြီးငါနောက်လိုက်ပြီးအသက်ရှင်ဖို့လမ်းစားရှာချင်တာဖြစ်နိုင်ပါတယ်ဒါပေမဲ့စီကံချက်3ချက်သတ်မှတ်ရမယ်အစောတည်းကအမှန်တိုင်းပြပြထားခြင်းတယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်ညနေတကောင်အချိန်မှာကားတစ်စီးကဖြင်းညင်းနဲ့အမြန်နှုံးနဲ့မောင်းနေလာတဲ့ကားရဲ့နောက်မှာလူ30ကျော်ပါတဲ့အုပ်စုတစ်ခုကလည်းမှောက်မိုက်ထဲမှာအတန်တိတ်လိုက်ပါလာကြတယ်ဒီညတွေ့ခဲ့ရတဲ့တွေးဖုတ်ကောင်အများဆုံးအုပ်စုကအကောင်20ကျော်လောက်ပါတဲ့အုပ်စုတွေပါပဲနောက်ဆုံးမှာတော့ကားကကြီးမားတဲ့ကုန်တိုက်ကြီးတစ်ခုရဲ့မှာရက်တန့်သွားတယ်ဝန်ကွေးလူနည်းစုကိုခေါ်ပြီးကုန်တိုက်ထဲကိုဝင်ကြည့်အနေရရှိရင်အမြန်ပြန်ထွက်လာခဲ့လို့ပြောလိုက်တော့ဝန်ကွေးလည်းလူငယ်9ယောက်ကိုခေါ်ပြီးတတိကြီးကြီးနဲ့ကုန်တိုက်ထဲကိုဝင်သွားတယ်စီကန်းချက်နံပါတ်1ကတော့အမိန့်ကိုအကျွမ်းမဲ့နာခံဖို့ပါပဲမိနစ်အနည်းငယ်ကြာတော့ဝန်ကွေးပြန်ထွက်လာပြီးမျက်နှာမှာအပြုံးတွေနဲ့အကိုကြီးကုန်တိုက်ရဲ့ပထမထက်ကလုံခြုံတဲ့ဒီညဒီမှာအနားယူလို့ရပြီလို့ပြောတယ်ကတ်တွေကိုအကုန်သိမ်းလာခဲ့စီကန်းချက်နံပါတ်2ကတော့ကပ်ပြားအားလုံးကိုအနံ့ရမယ်ဝတ်ထားတာမိရင်အဖွဲကနေထုတ်ပြမယ်သိမ်းပြီးပါပြီအကုန်ဒီမှာပါလို့ပြောပြီးဝန်ကွေးကကပ်ပြားအထုပ်ကြီးကိုလာပေးတဲ့အများစုကအဖြူနဲ့အစိမ်းကတ်တွေဖြစ်ပြီးအပြာကတ်ကနဲပါတယ်ဒီပစ္စည်းတွေကိုလူတွေစီဖြန့်ဝေပေးလိုက်တာတွေကအဝတ်စားနဲ့လက်နက်တွေပဲအချိန်ရတော့ရေချိုးပြီးအဝတ်စားလဲခိုင်းလိုက်လို့ဆိုပြီးအစားအစာရေနဲ့လိုအပ်တာတွေအပြည့်စုံပါတဲ့ကတ်တွေကိုဝန်ကွေးကိုပေးလိုက်တယ်ကုန်တိုက်ထဲရောက်လို့တခြားလူတွေကိုပါဖြန့်ဝေပေးလိုက်တဲ့အခါလူတွေအလွန်ဝမ်းသာသွားကြတယ်အထူးသဖြင့်အဖွဲ့ထဲမှာအနှဲငယ်သားပါတဲ့အမျိုးသမီးတွေကအထဲမှာတ िश ူးနဲ့အဝတ်စားတစ်တွေတွေ့လိုက်ရလို့ဒူးထောက်ချင်လောက်အောင်တောင်ဝမ်းသာသွားကြတယ်ညစာစားပြီးရေချိုးအဝတ်စားတစ်လဲကနူးညံ့တဲ့အိယာပေါ်မှာလှဲချလိုက်ကြတော့တညလုံးခီးဆက်လာရတဲ့ပင်ပန်းနွမ်းနယ်မှုတွေအကုန်ပြေပြောက်သွားပါတော့တယ်သူတို့တွေအတွက်ညဘက်တွေမှာကြောက်ရွံ့နေစရာမလိုတော့ပဲလုံခြုံသွားပါပြီအဲ့ဒီအချိန်မှာကျွန်တော်လည်းအိယာပေါ်မှာမျက်စိမိတ်အနားယူနေတယ်သူတို့ကိုပြောထားပြီးသားပါပုံမှန်အခြေအနေမှာဆိုရင်သူတို့ရဲ့လုံခြုံရေးကိုအပြည့်အဝကာကွယ်ပေးမှာဖြစ်ပေမဲ့အနေရကြုံလာလို့ထွက်ပြေးရမယ့်အချိန်မျိုးဆိုရင်တော့တိုးဆုပ်နေမှာမဟုတ်ပဲချက်ချင်းစွန့်ပစ်ခဲ့မှာဖြစ်ပါတယ်ဒီအချက်ကိုလက်မခံနိုင်ဘူးဆိုရင်တော့သူတို့ကိုခေါ်သွားမှာမဟုတ်ပါဘူးနောက်တနေ့မနက်အနားယူပြီးနောက်လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေအကောင်းဆုံးအနေအထားကိုပြန်ရောက်လာကြတယ်ဒီလူတွေကတညရဲနဲ့လူတစ်တွေလိုဖြစ်သွားကြတယ်အဲ့ဒီအချိန်မှာဝန်ကွေးပြေးလာပြီးအကိုကြီးအကုန်စင်သင့်ဖြစ်ပြီးဘယ်တော့ထွက်ကြမလဲလို့မေးတယ်
ကားပေါ်ကနေဆင်းလာပြီးငွေရောင်မက်ကနီကယ်ကက်9ချက်ကိုထုတ်ယူပြီးအဖွဲ့ထဲကအမျိုးသမီးတွေကိုခွဲဝေပေးလိုက်ကကောင်းကောင်းလေ့ကျင့်ဖို့မှာကြားလိုက်တယ်။ဝမ်ကွေးကတောက်ပတဲ့မျက်လုံးတွေနဲ့ငွေကက်တွေအများကြီးပဲအကိုကြီးဒီတစ်ခေါက်တော့တော်တော်ရင်းနှီးမြုပ်နှံတာပဲလို့ပြောတယ်။ရင်းနှီးမြုပ်နှံမှုမလုပ်ရင်အမျက်အဆုံးဘယ်လိုပြန်ရမလဲ။ပြီးတော့ကျွန်တော်နောက်ထပ်ငွေရောင်နဲ့အပြာကက်တွေကိုဝမ်ကွေးစီထုတ်ပေးလိုက်တယ်။ဒါတွေကကာကွယ်ရေးတိုင်းလျှက်စစ်နဲ့ဓာတ်တွေပဲကြန့်ခိုင်ပြီးအားကောင်းတဲ့အမျိုးသားတွေကိုဝေပေးလိုက်ရှင်တန်ခြင်းရင်အသေးအတန်တိုက်ရမယ်လို့ပြောလိုက်ငါပစ္စည်းယူပြီးအလုံးမလုပ်ဘူးဆိုရင်ငါလက်ချက်ကိုမျှော်လင့်ထား။ဝမ်ကွေးကောင်းညစ်ရင်ဘော့စိတ်ချပါအလုံးမလုပ်ရင်ကျုပ်ကအရင်ဆုံးပါမယ်။အရေးကြီးကိစ္စတွေပြောပြီးတော့ကျွန်တော်စကားလမ်းကြောင်းပြောင်းလိုက်တယ်ကလေးဘလို့နေလဲ။ဝမ်ကွေးရဲ့မျက်နှာမှာချက်ချင်းနှွေးထွေးမှုတွေပေါ်လာတယ်။ဘော့ရဲ့ထိရောက်တဲ့စေးကြောင့်ကလေးအများကြီးတက်တာသွားပါပြီ။တညလုံးအိပ်ပြီးမနေ့ကျတော့ဗိုက်စားတယ်တဲ့။ကလေးကကြီးထွားနေတာပဲဒီအစိမ့်ကက်ဆယ်ကက်ယူထားဒီနို့မုံတွေနဲ့ပေါင်မုံတွေကငါမင်းကိုတိတန့်ပေးတာငါကိုယ်တိုင်တော့မသုံးရဘူး။ဝမ်ကွေးမျက်ရည်ဝဲသွားပြီးကျေးဇူးတင်စွာဘော့ကျေးဇူးကြီးလွန်းလို့စကားတောင်မပြောနိုင်တော့ဘူး။ဝမ်ကွေးထွက်သွားတာကိုကြည့်ရင်ကျွန်တော်တက်ပြင်းချမိတယ်မိသားစုကြီးရင်အတုံးဆွဲလဲများတယ်အခုငွေကက်100ကျော်ပဲကျန်တော့တယ်ချိုးချံချွေတာရတော့မယ်။တနေ့လုံးဘာမှမလုပ်ပဲအိတ်နေလိုက်တယ်ညနေရောက်တော့ဝမ်ကွေးနဲ့လူတွေကိုထွက်ဖို့ပြောလိုက်တယ်မင်းညကအတွေ့အကြုံရှိပြီးသားမှုတိတ်မကြောက်ကြတော့ဘူးလမ်းမှာတွေးဖို့ကောင်တွေ့ရင်လင်းဝမ်တောင်မထွက်လာရဘူးသူတို့ကရှေ့ကနေဝိုင်းတက်ကြတယ်။3 နာရီကြုံမောင်းလာပြီးအဝေးပြေးလမ်းမပေါ်နီးလာတဲ့အခါလင်းဝမ်ကကောင်းကင်မှာတစ်ချက်ဖြတ်ပြန်သွားတဲ့အရေးနဲ့တစ်ခုကိုမြင်ပြီးမျက်မှောင်ကျုပ်သွားတယ်။အမြင်မားတာလားကောင်းကင်မှာတစ်ခုခုပြန်နေတယ်လို့ပဲလင်းဝမ်မျက်လုံးကိုပုတ်ပြီးကားထဲပြန်ဝင်လာတဲ့တွေးဖို့ကောင်တွေပြန်နိုင်လားကျွန်တော် break အုပ်တိုက်လိုက်တော့လင်းဝမ်လဲကြမလို့ဖြစ်သွားတယ်မင်းမတွေ့လေမသေးချဘူးဒါပေမဲ့လင်းတို့ဆိုရင်တော့အဲ့ဒီစွမ်းရည်မရှိဘူးလင်းဝမ်သူမြင်ခဲ့တဲ့တတဝါကိုဖော်ပြလိုက်တယ်ကျွန်တော်ဦးကောင်းတစ်ခုလုံးထုံသွားတယ်ရီမောဒီလောက်စောစောနဲ့ရီမောတွေပေါ်လာပြီလားရီမောရှိရင်အနီးနားမှာအနက်ရောင်တွေးဖို့ကောင်ရှိနေတာပဲရီမောကအနက်ရောင်တွေးဖို့ကောင်ရဲ့ကင်းထောက်တွေပါအခြေအနေရှိတယ်လမ်းကြောင်းပြောင်းပြန်လှည့်ကျွန်တော်ချက်ချင်းဝေါ်ကီတိုကီကင်ပြီးဝမ်ကွေးကိုအကြောင်းကြားလိုက်တယ်ဝမ်ကွေးချက်ချင်းတုတ်ပြန်ပြီးလူတွေကိုလမ်းကြောင်းပြောင်းဖို့လက်ပြလိုက်တယ်အဝေးကနေအော်တန်တန်ကြားလိုက်ရတယ်ဒါကသွေးဖုတ်ကောင်တွေရဲ့အော်တန်ပဲငရဲကျူစုပွဲတချင်းကျွန်တော်ရိုင်ဖယ်ကက်ကိုထုတ်ပြီးကားထိပ်ပေါ်တက်ရက်လိုက်တယ်ခေါင်းမော်ကြည့်လိုက်တော့ကောင်းကင်မှာရီမော9ကောင်10ကောင်လောက်ဝဲပြန်နေတဲ့ဒီတတဝါတွေရဲ့အာသာချက်ကပြန်တန်းမြန်ဆန်တာကာကွယ်ရေးနဲ့တိုက်ခိုက်ရေးကတာမန်ပဲကျွန်တော်စူပါစနိုက်ပါစွမ်းရည်ကိုဖွင့်ပြီးမောင်းတံကိုစက်တိုက်ဆွဲလိုက်တယ်တစ်ချက်နှစ်ချက်သုံးချက်ရီမော9ကောင်စလုံးခေါင်းပေါက်ကွဲပြီးအနီးကဂျုံကင်းနဲ့ပြုတ်ကျသွားတယ်ဘော့စ်ဘာဖြစ်တာလဲဝမ်ကွေးစိုးရိမ်နဲ့မျက်နှာနဲ့မေးတယ်လူတိုင်းအစင်သင့်ပြင်ထားကြတိုက်ပွဲဝင်ရတော့မယ်ကျွန်တော်ရိုင်ဖယ်နဲ့ကြည်စံမီးလောင်ပုံးကတ်တွေကိုဝမ်ကွေးစီပစ်ပေးလိုက်တယ်မင်းလူတွေကိုကာကွယ်လိုက်ဝမ်ကွေးပေါင်လေးရဲ့ခေါင်းကိုအသာပုတ်လိုက်တယ်ကောင်လေးကကြောက်ရွံ့စွာဦးလေးကျုပ်ကြောက်တယ်မကြောက်နဲ့ဦးလေးရှိတယ်ဦးလေးမင်းကိုတေချာပေါက်ကာကွယ်ပေးမယ်မုံတိုင်းမတိုင်ခင်ကတိတ်ဆိတ်ငြိမ်သက်မှုလိုပဲကျွန်တော်မျက်စံတွေကျုံသွားတယ်လမ်းအဆုံးမှာမရေမတွက်နိုင်တဲ့တွေးဖို့ကောင်အုပ်ကြီးပေါ်လာတယ်ဘလောက်များလဲတောင်မပြောနိုင်ဘူးသူတို့ကထူးဆန်းတဲ့အော်တန်တွေနဲ့အရှိကနေတွန်းလှန်လာတယ်တွေးဖို့ကောင်တွေကြားထဲမှာရီမောတွေအများပြားရုံနှောပြီးအေးအေးဆေးဆေးတွေးဖို့ကောင်အုံနောက်ကနေလိုက်လာတယ်ဒါကိုဘလို့တိုက်ရမှာလဲဝမ်ကွေးမှန်ပြောင်းကနေရှေ့မြင်ကွင်းကိုမြင်ပြီးဆဲဆိုမိတယ်ဒါပေမဲ့ကားထိပ်ပေါ်ကကျွန်တော်ကိုလုံးဝမကြောက်မရွံ့ရက်နေတာတွေ့တော့သူ့စိတ်ကအနှဲငယ်ပြန်တည်ငြိမ်သွားတယ်ဝမ်ကွေးနှကန်းကိုအပါတရားတက်လိုက်တယ်လာခဲ့မင်းတို့အားလုံးအတွက်ပြစ်စရာတွေအများကြီးရုတ်တရက်အော်တန်တစ်ခုထွက်လာတယ်အဖွဲ့ထဲကအသက်40 50လောက်ရှိတဲ့လူတစ်ယောက်ရီမောရဲ့တိုက်ခိုက်ခံရပြီးဦးကောင်းခုံပြုတ်ထွက်သွားတယ်သူတို့ကရှေ့ကိုပဲကြည့်နေပြီးကောင်းကင်ကိုမေ့နေကြတယ်ကောင်းကင်မှာရီမော10ကျော်ချင်းချောက်နေတယ်တေကုံကြတော့ဝမ်ကွေးအော်ပြီးတနက်မော့ပစ်လိုက်တယ်အဖွဲ့ထဲကအမျိုးသမီးတွေကလည်းကောင်းကင်ထဲကအနက်ရောင်ရိတ်တွေကိုချိန်ရွယ်လိုက်ကြတယ်ရီမောတွေကလျှက်စီးလိုမြန်တဲ့ဝမ်ကွေးကြီးတရားကုန်းလူနီးမှတကောင်ကိုပစ်ချနိုင်တယ်ပြီးတော့ကျွန်တော်မြင့်တဲ့နေရာကနေမောင်းတံကိုဆွဲလိုက်တယ်ကြီးစံတွေမိုးဆက်လိုရွာချတယ်ရှေ့တန်းကတွေးဖို့ကောင်တွေချက်ချင်းပြိုလဲကုန်တယ်ဒါပေမဲ့တွေးဖို့ကောင်အရေးအတွက်ကအရန်များလုံးနဲ့ရိုင်ဖယ်တလက်ထဲနဲ့မတားဆီးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကြိုတင်ပြင်ဆင်ထားပြီးသားပါအာကာတလက်စွပ်ထဲကနေလက်လုံဘုံတွေထုတ်ပြီးတွေးဖို့ကောင်အုပ်ထဲပစ်ထည့်လိုက်တယ်မီးရှံတွေကြားမှာတွေးဖို့ကောင်အုပ်ကြီးတဲ့တွေးရောင်ဟာကွက်တွေပေါ်လာတယ်ဒီမြင်ကွင်းကိုတွေးတော့ဝမ်ကွေးရဲ့မျက်လုံးတွေလင်းလက်သွားပြီးဘော့စ်ကတကယ်လူပဲလို့စိတ်ထဲကအုံမိတယ်ဒီအချိန်မှာညဘက်ဘီလူးနှစ်ကောင်ကပြစ်ခတ်မှုတွေကိုဂယုမဆိုင်ပဲအတင်းတိုးဝင်လာတဲ့တကောင်ကဘယ်တကောင်ကညာကားစီကိုအရှိန်ပြင်းပြင်းပြေးလာတဲ့ပြန်ကားတစ်စီးလောက်တောင်မြန်တယ်လင်းဝံကြောက်လန့်ပြီးအော်တန်ထွက်သွားတယ်ကျွန်တော်အနက်ရောင်သားကိုဆွဲထုတ်လိုက်တယ်ဒါအလင်းတန်းတစ်ချက်ဖြစ်ပြန်သွားပြီးညဘက်ဘီလူးကိုနှစ်ပိုင်းဖြတ်ခဲ့တယ်ကျွန်တော်ရက်မနေပဲရှေ့တလန်တိုးပြီးအလျားလိုက်ဓာတ်ချက်တစ်ချက်ခုတ်လိုက်တယ်နောက်ထပ်ညဘက်ဘီလူးကမလွတ်မြောက်ခင်မှာပဲခေါင်းတစ်ဝက်ကမီတာများစွာအကွာထိလွင့်ထွက်သွားတယ်အားပြိုင်မှုက10မိနစ်လောက်ကြာတော့မူလာကအယူမှုတိုက်ခိုက်နေတဲ့တွေးဖို့ကောင်အုပ်ကပြန်ဆုတ်သွားတယ်ဒါကိုတွေးတော့ကျွန်တော်လူတွေကိုရက်ဖို့လက်ပြလိုက်တယ်လူတွေကြားကိုကြည့်လိုက်တော့အရန်အားရကျင်းနေစရာကောင်းတဲ့အစာပိုင်းကတိုက်ခိုက်ခံရတဲ့လူတစ်ယောက်ကလွှဲရင်အဖွဲ့ထဲမှာတေးဆုံးသူမရှိဘူးကျွန်တော်ကားထိပ်ပေါ်ကဆင်းပြီးစစ်အောင်မြေမှာပစ္စည်းရှာတဲ့တောက်ပနေတဲ့ရွှေရောင်ကက်နက်ကက်ကိုရလိုက်တယ်ဒီတစ်ခါကတကယ်အမျက်ကြီးပဲဝင်းကွေးကလူတွေကိုခေါ်ပြီးစစ်မြေပြင်ကိုရှင်းလင်းတယ်မကြခင်မှာပဲကက်200 300ကိုကျွန်တော်လက်ထဲအပ်လာတဲ့လုံခြုံရေးအတွက်ချက်ချင်းပဲရင်နှန်းကိုလမ်းတစ်လျှောက်ပြန်ဆုပ်ပြီးထွက်ပြေးခဲ့တယ်အနက်ရောင်တွေးဖို့ကောင်ရဲ့နေမြေပြင်ပရောက်မှကျွန်တော်လူတွေကိုရက်ပြီးစခန်းချခိုင်းလိုက်တယ်ဒီကြီးမားတဲ့တွေးဆုံတိုက်ပွဲကြီးအပြီးမှာလူတွေရဲ့မျက်လုံးတွေကမနေ့ကထပ်ပိုတောက်ပတ်လာတယ်ရှင်တန်ခဲ့ရုံသာမကတွေးဖို့ကောင်ရချီကိုပါတုတ်တင်နိုင်ခဲ့တယ်ဘော့စ်နောက်လိုက်မှပဲရှင်တန်နိုင်မဲ့ဒီခိုက်တန်မှာလူတိုင်းရဲ့စိတ်ထဲမှာတခုတည်းသောယုံကြည်မှုဖြစ်လာခဲ့တယ်
ဒီအချိန်မှာကားထဲမှာမီးရောင်တွေထွန်းလင်းနေတယ်ကျွန်တော်အမဲသားတတုံးကိုဖြတ်ပြီးပါဇက်ထဲထည့်လိုက်ပေမဲ့မျက်မှောင်ကျုံမိတယ်ဒီတိုက်ပွဲကအနိုင်ရခဲ့ပေမဲ့ရှေ့ကအနက်ရောင်သွေးဖုတ်ကောင်ကိုမရှင်းလင်းရင်မြို့ထဲကထွက်ဖို့ခက်တယ်ကိုမှကားရှိတော့ကိစ္စမရှိဘူးဒါပေမဲ့ဝန်ကွေးတို့လူတွေကခံနိုင်မှာမဟုတ်ဘူးလင်းဝန်ကပြောလာတယ်ဒီတစ်ခါစုစုပေါင်းကတ်318ကတ်ရတယ်ကျွန်တော်သတိပြန်ဝင်လာပြီးခေါင်းနှိပ်လိုက်တယ်အမျက်ရခဲ့ပေမဲ့အံ့ဩစရာအဆင့်တော့မဟုတ်ဘူးပြီးတော့လက်စွပ်ထဲကနေရွှေကတ်နှစ်ကတ်ကိုထုတ်လိုက်တယ်တကက်ကလက်နက်သွေးမှုန်တနက်ဒုတိယတကက်ကအနံ့ခံစွမ်းရည်လင်းဝန်သိကျင်တဲ့မျက်နှာနဲ့ကြည့်နေတော့ကျွန်တော်ကဒီစွမ်းရည်ကဘေးထွက်ဆိုးကျိုးအရန်ကြီးတယ်ကဘာပြက်ထဲမှာနှာခေါင်းကတိတ်အာယုံခံနိုင်ရင်တွေးဖုတ်ကောင်တွေရဲ့ပုတ်ဆွေးနှံ့ကိုပဲရှူရမှာလင်းဝန်သဘောပေါက်သွားပြီးဒါမျိုးဆိုအစားကိုလျှော့ပြီးခန္ဓာကိုယ်ထိန်းဖို့တော့ကောင်းမှာပဲလို့ပြောလိုက်တယ်နောက်တနေ့မနက်စိမ့်နဲ့ရောင်စစ်တုံးထရက်ကားတစ်စီးစခန်းအပြင်မှာရက်လိုက်တဲ့စစ်မှုထမ်းစပင်တူနဲ့လီချင်းရှိကတန်မာတဲ့လူ9ယောက်ကိုခေါ်ပြီးကားပေါ်ကဆင်းလာတယ်မျက်နှာအပြည့်ပြုံးပြီးအော်ပြောလိုက်တယ်မကြောက်ပါနဲ့ကျုပ်တို့ကစီလုံးညီညွတ်ရေးအတိုက်ဝန်းရဲ့ရှာဖွေရေးအဖွဲ့ပါခင်ဗျားတို့ခေါင်းဆောင်နဲ့စကားပြောချင်တယ်ကျွန်တော်ပြုံးလိုက်တယ်အားနေပြီးအကြံဉာဏ်မရှိသလိုဟန်ဆောင်ကသူ့စီထွက်သွားလိုက်တယ်လီချင်းရှိကအဲ့ဒါကိုမြင်တော့ရိုးသားတဲ့လေတံနဲ့ဖိတ်ခေါ်တယ်ညီလေးကျုပ်တို့စခန်းမှာခိုင်မာတဲ့ကာကွယ်ရေးစီယိုနဲ့လုံလောက်တဲ့အရင်းမြစ်တွေရှိတယ်မင်းရဲ့လူတွေကိုခေါ်ပြီးကျုပ်တို့နဲ့လိုက်ခဲ့အတူစုစည်းမှပဲရှင်းတန်နိုင်မယ်ဒီစကားကအရန်ဆွဲဆောင်မှုရှိတယ်လို့ဝန်ခံရမယ်ဒါပေမဲ့ကျွန်တော်ဝန်ရဒီလူကမကောင်းတဲ့လူမဟုတ်ဘူးလို့ခံစားမိတော့တွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်လူ30ကျော်ကိုခေါ်ပြီးစခန်းထဲဝင်သွားတယ်သူတို့ရဲ့တက်ရက်တဲ့အဝတ်စားနဲ့အားပြည့်နေတဲ့စိတ်သက်ကကဘာပြက်ထဲကစစ်တပ်လူဖြစ်နေပြီးဒုက္ခသည်တွေကိုချက်ချင်းအံ့ဩသွားစေတယ်လီချင်းရှိကအသေးတုံသွားပေမဲ့ရင်ဘက်ကတနက်ကိုပုတ်ပြီးယုံကြည်ချက်အပြည့်နဲ့ပြောတယ်လက်ထဲမှာလက်နက်ရှိရင်သူတို့ဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ကိုထက်ဆောင်တဲ့ဝင်တာနဲ့ပဲအခြေအနေပြောင်းသွားတယ်တနက်ကင်ထားတဲ့လူငယ်တယောက်အလျင်အမြန်ပြေးလာပြီးဒုတိယတိုက်ခိုက်ရေးအင်အားစုဟွန်ရှန်သွေးပုတ်ကောင်ကိုက်ခံရပြီးအပြင်းထန်တန်ရာရနေတယ်လီချင်းရှိရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်ကျွန်တော်ကိုတောင်မေ့သွားပြီးစေကူတာရေးစီပြေးသွားတယ်လွတ်လိုက်တဲ့လူ6ယောက်လုံးပြန်လာတဲ့အခါအသက်ကယ်သွေးရည်ကြီးတွေလုံးဝကုန်သွားပြီမထင်မှတ်ပဲသူကနောက်ဆုံးမျှော်လင့်ချက်ကိုကျွန်တော်တို့အပေါ်တင်လာတယ်ညီငယ်မင်းစီမှာသွေးရည်ကြီးတွေရှိလိမ့်မယ်မလားလီချင်းရှိရဲ့အကြည့်တွေကမျှော်လင့်ချက်အပြည့်နဲ့ကျွန်တော်ပြုံးလိုက်တယ်ရိုးရိုးသားသားဝန်ခံလိုက်တယ်ငွေကက်အဆင့်သွေးရည်ကြီးတွေရှိတယ်ဒါပေမဲ့ကိုလူတွေအတွက်တင်ထားရမယ်လီချင်းရှိလဲလုံးဝစိတ်ပူသွားတယ်အန်ဂျိပီမေးလိုက်တယ်ဘလို့ချေအနေနဲ့မှလဲမှလဲရွှေကက်စွမ်းရည်နဲ့ပဲလဲမယ်ဒီအခွင့်ရေးယူတဲ့လုပ်ရက်ကြောင့်လီချင်းရှိရဲ့မျက်နှာစိမ့်သွားတယ်ဒီအချိန်မှာအပေါ်ထက်ကနေဟွန်ရှန်ရဲ့အခြေအနေဆိုးလာပြီဆိုတဲ့အော်တန်ထက်ကြရတယ်လီချင်းရှိခြေထောက်ကိုတစ်ချက်ဆောင်နှင်းပြီးရင်ခွင်ထဲကနေရွှေကက်တစ်ကက်ကိုထုတ်ဆွဲလိုက်တယ်အဲ့ဒါကရွှေကက်စွမ်းရည်အားကြောနှစ်ကြောဖွင့်ခြင်းဝိုးကျွန်တော်မျက်စံတွေရုတ်တရက်ကြုံသွားတယ်ဒါကတကူလုံးရဲ့အားကြောရှိကြောကိုဖွင့်ပြီးအစင်းမြင့်အသက်ရှူနည်းတွေကိုတင်ယူနိုင်မဲ့အဓိကတော့ပဲဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကလီချင်းရှိစီမှာရှိနေမယ်လို့ဘယ်သူထင်မလဲတမင်တကာစိတ်ညစ်တဲ့ပုံစံဖန်တီးကတီစွမ်းရည်ကတိတ်သုံးမကြပါဘူးလို့ညှိညူလိုက်တယ်အပြုံးကိုအတင်းဖိနှိပ်ထားပြီးကားပေါ်ကိုပြန်သွားကတမင်တကာမိနစ်အနည်းငယ်ကြာအောင်ကြံ့ကြာနေပြီးမှငွေရောင်သွေးရည်ကြီးကိုနှေးကွေးစွာထုတ်ပေးလိုက်တာကိုဘေးကလင်းဝံအားခိုးပြီးရဲနေတာကိုတွေ့လိုက်ရတယ်လီချင်းရှိကအသက်ကယ်ဆေးကိုဆွဲယူပြီးအပေါ်ထက်ကိုအပြည့်တက်သွားတယ်မကြခင်မှာပဲဟွန်ရှန်ရဲ့အသက်ချမ်းသာရသွားတယ်လီချင်းရှိတက်ပြင်းရှိကြီးချလိုက်ပေမဲ့စိတ်ထဲမှာတော့နာကျင်နေတဲ့ကဘာပြက်ကာလာတစ်လျှောက်လုံးသူစုဆောင်းထားတဲ့ရွှေကက်9ကက်ပဲရှိတာမျက်စိတမိတ်တွင်းမှာပဲချင်းလန်ဆိုတဲ့သူကအဖိုးတန်ဆုံးစွမ်းရည်ကက်တကက်ကိုဆွဲထုတ်သွားခဲ့တယ်အဲ့ဒီနောက်လီချင်းရှိကကျွန်တော်တို့အဖွဲ့ကိုစခန်းတစ်ခုလုံးကိုလိုက်ပြခဲ့တယ်သူကဝိုင်းရကျိုးတွေကာကွယ်ရေးနိုင်ရန်တွေကိုလက်ညှိုးထိုးပြရင်းဂုံယူဝင်းကြွားစွာနဲ့ဒီနေရာကတိုက်ဖို့လွယ်ပေမဲ့ခုခံဖို့ခက်တယ်လို့ပြောတယ်သူကအခုထိတောင်ကယ်ဆယ်ရေးအဖွဲ့တွေလာမယ်လို့မျှော်လင့်နေတော့မယ်ဒါကြောင့်အေးဆက်ဆက်ပြုံးလိုက်ပြီးလီကျန်ရှိရဲ့အိမ်မက်တွေကိုချက်ချင်းဖျက်ဆီးပစ်လိုက်တယ်ဒီလက်နက်ကင်လူ30နဲ့တိုက်ခိုက်ရေးစွမ်းရည်မရှိတဲ့အိုမင်းမစွမ်းသူလူ100ကျော်ကိုကျွေးမွေးနေမယ်ဆိုရင်မကြခင်မှာအားလုံးဝင်ပြီးတေးကြရလိမ့်မယ်လို့ပြောလိုက်တယ်လီကျင်းရှိရဲ့မျက်နှာချက်ချင်းဖြူရောသွားတယ်ဒီအချိန်မှာပဲဝေါ်ကီတိုကီထဲကနေအရေးပေါ်သတင်းတစ်ခုထွက်ပေါ်လာတယ်ဘော့စ်အောက်ထပ်မှာပြဿနာတက်တဲ့သတင်းပေါက်နာကိုရှောက်သွားကအောက်ကိုငုံကြည့်လိုက်တယ်အောက်ဘက်ကကွင်းပြင်မှာလူဒါဇင်နဲ့ချီပါဝင်တဲ့အုပ်စုနှစ်စုကတိုက်ပွဲဖြစ်တော့မဲ့ပုံစံဖြစ်နေတယ်ဒီလိုပြဿနာဖြစ်ရတဲ့အကြောင်းရင်းကခောက်ဆွဲထုတ်တဲ့ကြောင့်ဖြစ်နေတာပါမူလကဝမ်ကွေးတို့လူတွေကထမင်းချက်ဖို့ပြင်နေတော့အဲ့ဒီအနံ့ပြင်းပြင်းကတပတ်လုံးထမင်းဖြူစားနေရတဲ့ဒုက္ခသည်တွေအတွက်တေလောက်တဲ့ဆွဲဆောင်မှုတစ်ခုဖြစ်သွားတဲ့စခန်းထဲကကိုယ်စလဲလို့ခေါ်တဲ့သူတချို့ကမျက်နှာထူထူနဲ့တောင်းဖို့လာကြတယ်ငင်းခံရတဲ့အခါအဲ့ဒီလူတွေကမရှက်မကြောက်ပဲပိုဆိုးလာတယ်တစ်ချိန်ကတန်းကြွယ်တထေးဟောင်းတယောက်ကလေဘင်းကိုမော်ပြီးဝမ်ကွေးကအမြင်ကျင်းတယ်လို့ဟစ်အော်နေတဲ့ဖောလိုဝါ6000ရှိတဲ့အွန်လိုင်းနာမည်ကြီးတယောက်ကမာနထောင်လွှားတဲ့ပုံစံနဲ့ကဘာပြက်ကာလာပြီးရင်လူတိုင်းကိုငွေရှာဖို့ခေါ်သွားမယ်လို့ပြောနေတယ်ဒီရေစရာကောင်းတဲ့စကားတွေကိုကြားတော့ကျွန်တော်ရေမောမိတော့မလို့ပဲဒီယူတွေကအခုထိငကိုအစီအစဉ်တွေပြည့်ပြည့်သွားပြီဆိုတာကိုသဘောမပေါက်သေးဘူးအရင်ကယာတူးတွေနဲ့ဒီမာလာတောင်းစားချင်နေကြတော့မယ်လူအုပ်ရဲ့ဝိုင်းဝန်းတောင်းဆိုမှုတွေကိုရင်ဆိုင်ရတော့လီချင်းရှိကရှက်ကိုရှက်ကန်းဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီလူတွေကပိုဆိုးလာတယ်ကျွန်တော်အေးတက်ပါတဲ့အပြုံးတစ်ချက်ပြုံးပြီးအသားစားခြင်းရင်မောစာတာတွေကိုတွားတက်တူတောင်းစားအုပ်စုကဒီလောက်စကားများနေစရာမလိုဘူးဒီစကားထွက်လာတော့ဝမ်ကွေးတို့လူတွေရဲ့ခါးတွေချက်ချင်းမတန်းသွားတယ်ဒါပေမဲ့လူအုပ်ထဲကလုပ်ငန်းရှင်တယောက်ကထွက်ပြီးစိန်ခေါ်တယ်သူကကျွန်တော်ကိုချင်းချောက်တယ်ဒီနေ့ပစ္စည်းတွေမပေးရင်ဘယ်သူမှထွက်လို့မရဘူးကျွန်တော်စကားပြုံးမနေချင်တော့ဘူးခါးမှာချိတ်ထားတဲ့ပစ္စတိုကိုရုတ်တရက်ဆွဲထုတ်လိုက်တယ်ပြစ်တန်ကျဲလောင်စွာထွက်ပေါ်လာပြီးစခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်မူလကတုံလုံးနေတဲ့ဒုက္ခသည်တွေကချက်ချင်းကြောက်သွားပြီးနောက်ကိုအယူမှုဆုတ်သွားကြတယ်လီချင်းရှိရဲ့လက်ထောက်ကတနက်ကိုစမ်းဖို့ကြိုးစားပေမဲ့လီချင်းရှိကသူ့ကိုအတင်းဖမ်းထားလိုက်တယ်လူအုပ်ရှိမှကျွန်တော်ကိုအာဏာပြခွင့်ပေးလိုက်ရတော့တယ်ငါလူတွေကိုလူရဲတဲ့သူရှိရင်တိုက်ရိုက်တတ်မယ်
ကျွန်တော်ပစ္စတိုကိုပြန်ထည့်လိုက်တယ်ဝမ်ကွေးချက်ချင်းပဲရိုင်ဖယ်ကိုမပြီးအဲ့ဒီအားပြောတဲ့သူတွေကိုချိန်လိုက်တော့လူတွေကြောက်ပြီးတယောက်တလူသူတို့အတိုက်တွေစီထွက်ပြေးကုန်ကြတယ်အဖွဲ့နှစ်ဖွဲ့ကဓာတ်မတည့်ဘူးဆိုတာကိုတွေ့တော့ကျွန်တော်ချက်ချင်းပဲလီချင်းရှိစီကထွက်ခွင့်